ပထမဆုံးတင်ဆက်ပေးသွားခြင်းတဲ့ပုံမြင်လေးကတော့ညမင်းသားစရဘာလို့အမည်ရတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်။တခါတော့ကတိုင်းပြည်တစ်ခုကိုအစိုးရရဲ့ဘရင်ကြီးတစ်ပါးမှာသားတော်စရဘာနဲ့သမီးတော်တစ်ပါးရှိခဲ့ပါတယ်။ဒါပေမဲ့ဘရင်ကြီးဟာတရက်မှာတော့သူတို့လေးတွေရဲ့မိခင်မိဖုရားကြီးမရှိတော့တဲ့အကြောင်းပြချက်နဲ့နောက်ထပ်မိဖုရားတစ်ပါးထပ်မံတင်မြောက်လိုက်ပါတော့တယ်။မင်းသားမင်းသမီးလေးတို့ကလည်းသူတို့ရဲ့မိတွေးတော်မိဖုရားရောက်လာတာဟာသူတို့တို့ကောင်းတဲ့ကိစ္စပဲလို့မှတ်ယူထားကြပြီးမဲ့တကယ်တော့အဲ့ဒီမိဖုရားကြီးဟာကောက်ကြည့်ရုံမာတဲ့စုံးမကြီးတယောက်ဖြစ်နေခဲ့တာပါ။ဒါကြောင့်မို့ကောက်ကြည့်တဲ့မိဖုရားကြီးဟာမင်းသားမင်းသမီးတွေကိုရှင်းလင်းပစ်ပြီးဒီနန်းတစ်ခုလုံးကိုအပိုင်သိမ်းဖို့အမြဲကြံဆောင်နေတတ်တာပေါ့။တရက်မှာတော့မိဖုရားကြီးဟာမင်းသမီးလေးအဲလီဆာကိုလေတော်တနီယာစီအလဲအပတ်ပို့ဆောင်ပေးလိုက်ပါတယ်။အဲလီဆာမရှိတော့တာနဲ့မိဖုရားဟာဘရင်ကြီးစီမှာမင်းသားတွေအကြောင်းစတင်ဂုံကြောစကားဆိုပါတော့တယ်။မိဖုရားစကားကိုအကျိုးမဲ့ယုံကြည်နေတဲ့ဘရင်ကြီးကတော့မင်းသားတွေကိုနေနေနဲ့ပေးလိုက်ပြီးမင်းသားတွေတိုင်းပြည်ပြင်ပကိုရောက်ပြီးဆိုတာနဲ့မိဖုရားဆုံးမကြီးဟာစတင်ကြိမ်စားတိုက်ပါတော့တယ်။အခုချိန်ကစပြီးမင်းတို့ဟာရုပ်ဆိုးအကြီးတန်းငှက်တည်းအဖြစ်ပြောင်းလဲသွားပြီးတစ်သက်လုံးစကားမပြောနိုင်ပဲနေထိုင်သွားကြရတော့မယ်။ကဲအခုချက်ချင်းတိုင်းပြည်ထဲကထွက်သွားကြတော့ဆိုပြီးမောင်းထုတ်ခဲ့ပါရီ။ဒါပေမဲ့မင်းသားတွေဟာအချင်းတီလာစိတ်ထားကောင်းမွန်သူတွေမို့မိဖုရားကြီးရဲ့ဂျိမ်းစာဟာအပြည့်အဝအသက်မွန်ခဲ့ပဲလှပတဲ့ငန်းလေးတွေအဖြစ်သာရောက်ရှိခဲ့ကြပါရီ။ဒီလိုနဲ့ရက်ဒီတော်တော်ကြာတော့နေရာတစ်ခုစီအလဲပတ်သွားနေတဲ့မင်းသမီးလေးအဲလီဆာနန်းတော်စီကိုပြန်ရောက်လာခဲ့ပါရီ။ဒါကြောင့်မင်းသမီးလေးအဲလီဆာဘရင်ကြီးနဲ့တွေ့ဆုံမှကိုမလိုလားတဲ့မိဖုရားကြီးဟာအဲလီဆာအပေါ်မှာလဲထပ်မံအကောက်ကြံပြန်တာပေါ့။သမီးတော်ပြန်ရောက်လာပါဘောလားဒီမှာသမီးတော်တို့မေတော်အထူးစီမံထားတဲ့လိန်စေဘူးဒီဘူးကသမီးတော်ကိုမကောင်းဆိုးဝါးတွေရဲ့အမြင်အာရုံကနေကာကွယ်ပေးနိုင်တယ်မေတော်သမီးတော်ကိုလိမ့်ကျဲပေးမယ်လေတကယ်တော့အဲ့ဒီလိန်စေဘူးဟာလိမ့်ကျဲသူကိုအယုတ်ဆိုးအကြီးတန်းသွားအောင်လုပ်ပေးနိုင်တဲ့လိန်စေဘူးပဲဖြစ်ပါတယ်ဒီလိုနဲ့ရုပ်ဆိုးအကြီးတန်းသွားတဲ့အဲလီဆာလေးကိုဘရင်ကြီးဟာသူသမီးမဖြစ်နိုင်ဘူးဆိုပြီးပြောရင်းနန်းတော်ကနေနှင်ထုတ်လိုက်ပါတော့တယ်မင်းသမီးလေးကများမျက်တိတငယ်နားတငယ်နဲ့လှဲ့လဲလျှောက်သွားရင်တောအုပ်တစ်ခုအလဲကရေကန်တကန်စီရောက်ရှိသွားခဲ့ပါရီအဲဒီရေကန်ဟာတာမန်ရေကန်မဟုတ်ပဲမော်ဆွမ်းရှိနေတဲ့ရေကန်ကြီးပါဒါနဲ့ပဲကန်ထဲကရေဒီနဲ့မျက်နာသစ်ဈေးကြောလိုက်တဲ့မင်းသမီးလေးအဲလီဆာလေးကတော့သူမရဲ့ငကိုချောမောလှပတဲ့ရုပ်ရည်ကိုပြန်လဲရရှိလိုက်ပါရီတောအုပ်ထဲမှာနေရင်ခဏကြာမှာတော့အဖွားဟိုတယောက်နဲ့စုံမိခဲ့ပါရီအဲ့ဒီအဖွားဟိုစီကနေပဲတရဖူစောင်းထားတဲ့ငန်းပြူဆက်တကောင်အကြောင်းကိုပါတီးလိုက်ရတာပေါ့။သမီးလေးအဲ့ဒီငန်းပြူတွေအခုလေးတွေမြစ်ထဲမှာရေစော့နေတာတွေ့ခဲ့ရတယ်။အခုသွားမယ်ဆိုသူတို့တွေနဲ့တွေ့ကောင်းတွေ့နိုင်လိမ့်မယ်။ဒါနဲ့ပဲမင်းသမီးလေးအဲလီဆာဟာအဖွားကိုနှုတ်ဆက်ပြီးမြစ်ကမ်းသားတစ်လျှောက်ခရီးဆက်ခဲ့ပါရီ။ဒါပေမဲ့အဖွားပြောတဲ့နေရာစီအရောက်မှာတော့ငန်းပြူလေးတွေမရှိကြတော့ပါဘူး။အဲ့ဒီအစားငန်းပြူအမွေးဆက်တဲ့ချောင်းကိုတွေးလိုက်ရတာမို့ငန်းပြူလေးတွေဟာသူမရဲ့အကူတော်တွေပဲလို့တေချာပေါက်တွက်ဆမိလိုက်ပါရီ။ဒါကြောင့်ငန်းပြူလေးတွေပြန်လာမဲ့အချိန်ထိမြစ်ကမ်းနားကနေစောင့်ဖို့စုံပြန်လိုက်ပါတော့တယ်။သူမမျောလင်းထားတဲ့အတိုင်းအကူတော်ငန်းပြူဆက်တကောင်လုံးမြစ်ကမ်းစီပြန်လာခဲ့ကြတာကြောင့်သူတို့မောင်နှမ12ယောက်စလုံးပြန်လဲစုံစည်းနိုင်ခဲ့ကြပါရီ။ငန်းပြူမင်းသားလေးတွေဟာနေ့ဘက်မှာငန်းပြူအဖြစ်နဲ့နေရတာဖြစ်ပြီးညဘက်ရောက်ရင်တော့သူတို့ရဲ့မူလပုံစံအမှန်ကိုပြန်လည်ရရှိကြပါရီ။နောက်တနေ့မနေ့ရောက်တော့သူတို့ဟာငန်းပြူတွေအဖြစ်ပြန်ပြောင်းသွားခဲ့ကြပြီးညီမတော်အဲလီဆာကိုခေါ်ဆောင်ကနန်းတော်စီကိုပြန်သွားကြတာပေါ့။လန်ခီယာအရန်ကိုဝေးကွာလုံးတော့သူတို့တွေခီးတစ်ထောက်နားကြရပါတယ်။ညမော်ဝီတန်းလာတော့သူတို့တွေအိတ်ဆက်အနားယူခဲ့ကြပြီးအဲလီဆာတယောက်အိမ်မက်ထဲမှာနတ်သမီးတစ်ပါးကိုမြင်တွေ့လိုက်ရပါတယ်။အဲ့ဒီနဲ့သမီးဟာအရင်နေ့ကသူမနဲ့စုံမိခဲ့တဲ့အဖွားဦးနဲ့ဇင်တူနေတဲ့ဆိုတာကိုလည်းရိတ်စားမိလိုက်တာပေါ့သမီးလေးအဲလီဆာသမီးလေးရဲ့အကူတော်ဒီပေါ်မှာတက်ရောက်နေတဲ့ဂျိန်းစာကိုဖယ်ရှားနိုင်မယ့်နီလန်ကျွန်တော်ပြောပြပေးမယ်ဒါပေမဲ့အဲ့ဒီနီလန်ကသမီးလေးကိုအလွန်အမင်းနာကျင်စေလိမ့်မယ်အဲ့ဒါလို့ဆိုရင်တောင်းလွတ်အောင်ပါလားဟုတ်ကဲ့ပါနဲ့သမီးတော်ရဲ့အကူတော်ဒီအတွက်ဘလောက်ပဲပြင်းထန်တဲ့နာကျင်မှုမျိုးကိုမဆိုလက်ခံမှုအတင်ပါဟုတ်ပါပြီသမီးတော်အဲ့ဒါဆိုသမီးတော်အနေနဲ့တင်းချိုင်းကုန်းတွေမှာပဲပေါက်တဲ့အထူးဆူးတွေတစ်မျိုးကိုအမုတ်ကျိတ်ချေအင်ကြီးချုပ်လို့ရလိမ့်မယ်အဲ့ဒီအင်ကြီးလေးကို
တင်းရဲ့အကိုတော်တွေကိုလွှမ်းခြုံပေးလိုက်တာနဲ့သူတို့အပေါ်မှာတက်ရောက်နေတဲ့ဂျိန်းစာတွေအားလုံးပြက်ပြေသွားပါလိမ့်မယ်။နောက်ပြီးသမီးတော်ဒီနဲ့အရေးကြီးဆုံးလိုက်နာရမယ့်အရာကတော့ဒီနီလန့်ကိုစတင်လှုပ်ဆောင်တဲ့အချိန်ကစပြီးစကားတစ်ခုမှမပြောဆိုရတော့ဘူး။သမီးသားစကားပြောလိုက်မယ်ဆိုရင်သမီးတော်ရဲ့အကိုတွေအသက်ဆုံးရှုံးရလိမ့်မယ်။ဒီလိုနဲ့မနဲ့ရောက်တော့အဲလီဆာတယောက်အိယာနိုးလာခဲ့ပါရီ။ပီယာနဲ့နတ်သမီးမားတဲ့အတိုင်းစူးပင်တွေကိုလိုက်လံခူးယူပြီးအမုံကျိတ်ကအင်ကြီးကိုစတင်ဗန်ဒီပါတော့တယ်။နဗီနာကကြွက်ကလေးကအဲလီဆာလုံနေတာတွေကိုချီပြီးနှစ်သက်တာကြောင့်ဝင်ကူညီပေးတာမို့အင်ကြီးချုပ်လို့ကြီးဟာထင်ထားတာထက်ခရီးပေါက်နေခဲ့တာပေါ့။ညနေအကူတော်ရီပြန်ရောက်လာတော့အင်ကြီးချုပ်လို့နေတဲ့အဲလီဆာလေးကိုဝိုင်းဝန်းမေးမြန်းကြပါရီ။ဒါပေမဲ့အဲလီဆာလေးကတော့လုံးဝပြန်ပြေလို့မရခဲ့ပါဘူး။ပြောဆိုရင်အငယ်ဆုံးအကူတော်ဟာအဲလီဆာလေးရဲ့လက်ကိုကင်မာကြည့်လိုက်ရာအဲလီဆာလေးရဲ့လက်ကစူးကြည့်ရာတွေကိုတွေ့လိုက်ရတာပေါ့။ညီမငယ်အတွက်စည်ရင်မှန်နဲ့ကြာလာတဲ့မင်းသားလေးရဲ့မျက်ရည်ကြောင့်အဲလီဆာလေးတယောက်ကောင်းကောင်းမွန်မွန်မိဆက်အနာယူနိုင်ခဲ့ပါရီ။နောက်ရက်ဒီမှာလဲအဲလီဆာလေးဟာအင်ကြီးချိုးလို့ဖို့စူးပင်တွေကိုလိုက်လံကူရပါရီ။ဒါပေမဲ့ကံမကောင်းခြင်းတော့မုတ်ဆိုးအဖွဲနဲ့ထိတ်တိုက်တိုးမိပါရီ။အဲ့ဒီအဖွဲဟာတကယ်တော့ဘရင်အမဲလိုက်အဖွဲဖြစ်ပြီးဘရင်ကြီးဟာအဲလီဆာလေးကိုမေးမြန်းလိုက်ပါရီ။မိမပြိုးအသေးဒီမှာဘာလုပ်နေပါသလဲ။ဒီလိုတော်ရန်ကြီးကအသင့်လိုနူးညံ့တဲ့ဗိမသားလေးတယောက်နေထိုင်သည့်နဲ့နေရမဟုတ်ပါဘူး။အသေးကျွန်ုပ်ရဲ့နန်းတော်ကိုလိုက်ခဲ့ပါလား။အဲလီဆာစကားပြန်ပြောလို့မရတာမို့ဘရင်ကြီးတို့နဲ့လိုက်ယုံမှတပါတခြားရွေးချယ်စရာမရှိခဲ့ပါဘူး။နန်းတော်ကိုရောက်ရှိသွားခဲ့ပေမဲ့အကူတော်တွေအတွက်ရရန်မင်းနိုင်ဖြစ်နေသေးတဲ့အဲလီဆာလေးကတော့နေတိုင်းဝမ်းနဲ့ပူဆွေးနေရတာပေါ့။ဒါကြောင့်မဲအကူတော်တွေကိုကျင်းစာကနေမြဲမြဲလွတ်မြောက်စေနိုင်မှုအင်ကြီးတွေကိုစူးစားပန်းစားချုပ်လုပ်ပါတယ်။ဒါပေမဲ့နောက်ဆုံးကြံရှိတဲ့အင်ကြီးကိုချုပ်မဲ့အလုံးမှာစူးပင်တွေကုံသွားခဲ့ပါတော့တယ်။ဒီလိုနဲ့စူးပင်တွေရှိရာတင်းချိုင်းကုန်းစီကိုတွားရောက်ရပြန်တာပေါ့။သူမစူးပင်တွေကိုကူးယူနေတော့ရုတ်တရက်ဘရင်တက်တီထွက်ပေါ်လာပြီးဝိုင်းဝန်းလိုက်ကြကအဲလီဆာလေးကိုမကောင်းတဲ့မော်ပညာတွေကိုအသုံးပြုဖို့တင်းချိုင်းကုန်းကိုရောက်ရှိနေတယ်လို့ထင်မှတ်သွားကြပါတော့တယ်။ဘသူဘာပြောပြောတကုန်းတလီတောင်တုံ့ပြန်ပြောဆိုခြင်းမရှိတဲ့သူမကိုအားလုံးလဲစုံးမအဖြစ်တညီတညွတ်တဲ့တတ်မှတ်လိုက်ကြပြီးအချုပ်ခန်းထဲကိုပို့ဆောင်လိုက်ကြပါတော့တယ်။ပြီးတာနဲ့သူမချုပ်လုပ်ထားတဲ့အင်ကြီးတွေကိုလည်းတပါးလေးထည့်သွင်းပေးလိုက်ကြပါသေးတယ်။ဒါနဲ့အဲလီဆာလေးဟာနောက်ဆုံးကြံရှိတဲ့အင်ကြီးကိုကြိုးစားပန်းစားချုပ်လုပ်ပါတော့တယ်။ဘာလို့လဲဆိုတော့နောက်ရဲ့ကြရင်သူမဟာနေနေနဲ့အပေးခံရတော့မှာမို့ပဲဖြစ်ပါရီ။နောက်ရဲ့နေနေနဲ့ပေးခံရမယ့်အချိန်အကူတော်ငန်းပြူမင်းသားတွေအားလုံးအဲလီဆာလေးစီရောက်ရှိလာကြပါရီ။ဒါနဲ့အဲလီဆာလည်းသူမချုပ်လို့ပြီးစီးထားတဲ့အင်ကြီးတွေကိုအကူတော်ငန်းပြူမင်းသားတွေကိုဝစ်စင်ပေးလိုက်တာကြောင့်အားလုံးလည်းကျင်းစာကနေလွတ်မြောက်နိုင်ခဲ့ကြပါတော့တယ်။အဲဒီကကြမှာအဲလီဆာလေးလည်းစကားပြန်ပြောလို့ရလာခဲ့တာပေါ့။အပြစ်မှန်အားလုံးကိုဘရင်ကြီးစီရှင်းပြလိုက်ရအကြောင်းအရာကိုဂါဂါနာနာစုံစမ်းဖို့ပြက်ကွက်ခဲ့တဲ့ဘရင်ကြီးလည်းသူ့ကိုယ်သူအပြစ်တွေမစုံဖြစ်နေခဲ့ပြီးအဲလီဆာလေးကိုတောင်းပန်ရှာပါရီ။ဆက်လက်ပြီးဘရင်ကြီးဟာအကိုတော်တွေအတွက်အနစ်နာခံဆောင်ရွက်ပေးခဲ့တဲ့မြစ်တာရှင်အဲလီဆာလေးကိုသဘောကျတာကြောင့်လက်တက်ခွန်တောင်းပါတော့တယ်။အဲလီဆာလေးကလည်းခွင့်ပြုလိုက်တာမို့သူတို့တွေလက်ထက်ခဲ့ကြပြီးလူတိုင်းကလည်းသူတို့ရဲ့မင်္ဂလာပွဲကိုကောင်းကြီးဩဘာချီးမြှင့်ခဲ့ကြတာပေါ့။နောက်တော့ဘရင်ကြီးရဲ့စစ်တီတော်ရီအကူညီနဲ့အကိုတော်စတဘာနဲ့အတူသူမတို့ရဲ့ဒိုင်းမီကြီးကိုစိုးရုပ်တဲ့မိဖုရားကြီးလက်ထဲကနေပြန်လဲလူယူနိုင်ခဲ့ကြပါရီ။ဘီယာနဲ့အရီမိဖုရားကြီးကိုလည်းတသက်လုံးအကျဉ်းချလိုက်တော့တာပေါ့။ဘုံမြေလေးကတော့ဒီမာရင်အဆုံးသတ်သွားခဲ့ပါရီခင်ဗျာ။နောက်ထပ်တိဆက်ပေးသွားခြင်းတဲ့ပုံမြေလေးကတော့မြစ်တာရှင်တစ်ပင်ကြီးလို့အမည်ရတဲ့ပုံမြေလေးပဲဖြစ်ပါရီ။တခါတော့ကမြို့တစ်မြို့ရဲ့အနီးနားကတောအုပ်လေးမှာအခိုင်အခက်အရွက်လက်တွေနဲ့စိမ့်လန်းဆူပြင်းနေတဲ့ပန်းသီးပင်ကြီးတစ်ပင်ရှိခဲ့ပါရီ။သူ့ရဲ့အရေးအဝါဒဟာကြီးမားလုံးနာမို့သူဟာငှက်ပေါင်းများစွာရဲ့နားခူရတစ်ခုဆိုရင်လည်းမမားနိုင်ပါဘူး။နောက်ပြီးအရီတစ်ပင်ကြီးမှာအယံကိုခင်မင်းရင်းနေရတဲ့ကောင်လေးတစ်ယောက်လည်းရှိပါသေးတယ်။အရီကောင်လေးဟာအပင်ကြီးစီနေတိုင်းလာရောက်ပြီးအပင်ကြီးစီကပန်းသီးတွေကိုစားတော့ရေးအပင်ကြီးနဲ့အတူလာရောက်စော်ကစားလေးရှိတဲ့သူပါကစားလိုဝပြီးဆိုသူเจ้าမှာကြုံခဲ့ရသမျှအဖြစ်အပျက်ဒီအားလုံးကိုလည်းပြန်လည်ပြောပြတတ်ပြီး တေပင်ကြီးကတော့
ကောင်လေးပြောသမျှကိုစိတ်ဝင်စားနားထောင်ပေးတတ်ပါရီဒီလိုနဲ့နှစ်တေးကြာလာတော့အရွယ်ရောက်လာပြီးပြည့်တဲ့ကောင်လေးမှာတငယ်ချင်းအစ်စ်တွေရှိလာခဲ့တာပေါ့အလုပ်တွေကလည်းများလာတာမို့အရင်လိုတစ်ပင်ကြီးကိုအဖော်ပြမပေးနိုင်တော့ပါဘူးတစ်ပင်ကြီးကတော့သူ့ရဲ့တငယ်ချင်းကောင်လေးကိုအမြဲတမ်းသတိရလွတ်ဆွနေရရှာတာပေါ့ဒီလိုနဲ့တရက်တော့ကောင်လေးဟာတစ်ပင်ကြီးစီရောက်လာပါတော့တယ်ဒါကိုမြင်လိုက်ရတဲ့တစ်ပင်ကြီးလည်းအယမ်းကိုပျော်ရွှင်သွားပြီးကောင်လေးမင်းငါစီလာတယ်လာပါငငယ်တုန်းကလိုငါရဲ့အကိုင်းကက်တွေကိုဒန်းလုံစီပြီးငါရဲ့ပန်းသီးတွေကိုစားပါအောင်ကွာ။အိုးတစ်ပင်ကြီးကလည်းကျွန်ုပ်ကအရွယ်ရောက်နေပြီလေ။ဒါရီလို့ဖို့မတင်တော့ပါဘူး။ဆိုပြီးပြောရင်မပြောမရှင်ဖြစ်နေတဲ့သူ့ရဲ့အမူအရာကိုတစ်ပင်ကြီးရိတ်စားမိလိုက်ပါရီ။ကောင်လေးမင်းဘာဖြစ်နေတာလဲ။ဝမ်းနေမနေပါနဲ့။ငါမင်းကိုဘာအကူအညီပေးရမလဲပြော။ဒီလိုပါဗျာ။ကျွန်တော်ငွေနဲ့ငယ်လိုအပ်နေတာ။အပြင်လောကမှာပျော်ပျော်ရွှင်ရွှင်နေထိုင်နိုင်မှုငွေကြီးလိုအပ်တယ်ဗျ။အော်ဒါလေးများကွာငါစီကဘန်းသီးတွေကိုကူသွားပြီးရင်ဈေးမှာတွားရောက်လိုက်မင်းလိုအပ်နေတဲ့ငွေကြီးရပါလိမ့်မယ်။အိုးတစ်ပင်ကြီးတကယ်အဲ့ဒါလိုလုပ်လို့ရလား။ရတာပေါ့ဒီလိုလုံးမှမင်းပျော်ရွှင်မယ်ဆိုငါအကွန်းပြုပါတယ်။ဒီလိုနဲ့အလိုရှိရာရသွားတဲ့ကောင်လေးဟာတစ်ပင်ကြီးစီပြန်မလာတော့ပါဘူး။လာရီအလီလီကြာနှစ်တွေအလီလီညောင်းလာတော့ကောင်လေးပြန်ရောက်လာပြန်ပါရီဒီတခါမှာတော့ကောင်လေးဟာအိမ်တော်ဦးစီးတယောက်ဖြစ်နေခဲ့ပါပြီဒါကြောင့်သူ့မိသားစုနေထိုင်နိုင်မှုအိမ်တစ်လုံးလိုအပ်နေခဲ့တာပါအကြောင်းဆုံးကိုသိလဲရတဲ့တစ်ပင်ကြီးလည်းတငယ်ချင်းဖြစ်သူကောင်လေးပျော်ရွှင်စေဖို့သူ့ရဲ့အကိုင်းကတ်တွေကိုယူဆောင်စေကကောင်လေးကိုအိုးပိုင်အိမ်ပိုင်ဖြစ်စေခဲ့တာပေါ့ဒီလိုနဲ့အလိုရှိရာရာသွားပြန်တဲ့ကောင်လေးဟာတစ်ပင်ကြီးစီထပ်မလာတော့ပါဘူးကြံခဲ့တဲ့တစ်ပင်ကြီးကတော့သူ့ရဲ့အကိုင်းအခက်အရွက်လက်တွေကိုဆုံးရှုံးခဲ့ရတာမို့လာနာနေကြငှက်ကလေးတွေကိုတောင်ဆုံးရှုံးခဲ့ရတာပေါ့အခုဆိုရင်သူဟာတယောက်တည်းအဖိုးမဲ့အထီးကျန်ဆန်ရင်ကောင်လေးသူစီပြန်လာမဲ့နေ့ကိုရေတွက်နေရပါပြီဒီလိုနဲ့နေပေါင်းများစွာကြာမြင့်အပြီးမှာတော့တက်လက်ပိုင်းအရွယ်ရောက်နေပြီဖြစ်တဲ့ကောင်လေးဟာတစ်ပင်ကြီးစီပြန်လေရောက်ရှိလာပါရီကောင်လေးဟာရောက်ချင်းမှာပဲတစ်ပင်ကြီးကိုမိပြီးစတီငိုကြွေးပါရီကောင်လေးမင်းဘာဖြစ်နေတာလဲငါ့ကိုပြောပြငါစွမ်းနိုင်သလောက်မင်းကိုအကူအညီပေးမှာပါဒီလိုပါအပင်ကြီးဟာကျွန်တော်မိန်းမနဲ့ကလေးတွေကကျွန်တော်ကိုဓားသွားကြပြီအခုဆိုကျွန်တော်ကမိသားစုမရှိတော့တဲ့တကောင်ကျက်တစ်ယောက်ဖြစ်သွားပြီချီရတဲ့သူတွေမရှိတဲ့ဒီအရက်မှာကျွန်တော်ဆက်ပြီးမနေချင်တော့ဘူးဒါကြောင့်ပင်လေပင်ကိုဖျက်ပြီးတခြားသောအရက်ဒေသကိုထွက်သွားတော့မယ်အဲ့ဒီအတွက်ကျွန်တော်တောင်လေးခိုင်မာတဲ့လေတသီးလိုအပ်နေတာအပင်ကြီးဟာကောင်လေးကိုမေးလိုက်ပါရီကောင်လေးမေလေတသီးရရင်ပျော်ရွှင်ပါလားဒါပေါ့ဗျာအတိုင်းတဲ့လုံကိုပျော်ရွှင်မိမှာပါကောင်းပြီဒါဆိုမင်းငါရဲ့ပင်စီကိုကုတ်လဲယူပြီးလေတသီးဆောက်လိုက်ပါဒီလိုနဲ့လှေဆောက်လို့ပြီးသီးသွားတဲ့ကောင်လေးဟာတစ်ပင်ကြီးစီကနေအပီးပိုင်ထွက်ခွာသွားပါတော့တယ်တင်းငုတ်တိုလေးအဖြစ်သာကြံရှိတော့တဲ့အပင်ကြီးကတော့ကောင်လေးထွက်သွားတဲ့အရက်ကိုငေးကြည့်ရင်နှစ်ပေါင်းများစွာအထီးကျန်ဆန်းစွာနေထိုင်ခဲ့ရပါတော့တယ်နှစ်တေးကြာညောင်းလာတာနဲ့ဒိုးတက်လာတဲ့လူအဖွဲ့စည်းနဲ့အတူတေပင်ကြီးရှိရာတောအုပ်ကြီးဟာလည်းတပြေးပြေးနဲ့လူတွေနေထိုင်ရာမြို့ပြနေရာဖြစ်လာခဲ့ပါတော့တယ်ဒီလိုနဲ့တရက်မှာတော့အသက်အရွယ်အလွန်ကြီးရင်နေပြီဖြစ်တဲ့ကောင်လေးဟာတစ်ပင်ကြီးစီပြန်လာခဲ့ပါရီအဖိုးတယောက်ဖြစ်နေပြီမို့ဒုက္ခေါလေးတစ်ချောင်းကိုအားပြုလျှောက်ရင်းပြုံးတီလာတဲ့တစ်တော်ကြီးကိုကြည့်ရင်မိတ်ဆွေရောတစ်ပင်ကြီးရှိရောရှိပါမလားဆိုတဲ့တန်တရားအတွေးတွေနဲ့သူ့ခေါင်းထဲမှာပြည်နေနေခဲ့ပါရီဒါပေမဲ့တစ်ပင်ကြီးကတော့ကောင်လေးသူ့စီပြန်လာကိုစောင်းဆိုင်နေရင်ထီထီကြီးကြံရှိနေပါသေးတယ်အသက်ကိုပြီးဖြည်းဖြည်းချင်းရှူထုတ်သွင်းနေရတဲ့ကောင်လေးကိုကြည့်ရင်စိတ်မကောင်းဖြစ်သွားတဲ့အပင်ကြီးဟာကောင်လေးငါမှမင်းကိုပေးစရာဘာတစ်ခုမှမရှိတော့တဲ့အတွက်တောင်းပန်ပါတယ်ကွာအခုငါဟာအသုံးမဝင်တော့တဲ့တင်းငုတ်တော်ကြီးဖြစ်နေပါပြီအပင်ကြီးရဲ့ငါလည်းအသက်ကြီးနေပါပြီမင်းရဲ့ပန်းသီးတွေကိုစားဖို့သွားရီမရှိတော့သလိုအကိုင်းကက်တွေကိုဓာတ်လုံးမစီးနိုင်တော့ပါဘူးငါအသက်ကြီးနေပါပြီအချိန်တိုင်းမောပန်းနေတဲ့ငါတို့လီကောင်းလီသက်ရနိုင်တဲ့နေရာတစ်ခုလောက်ရရင်ကိုငါကြည်နပ်နေပါပြီကွာကောင်းလေးဘာကိုလိုအပ်နေတာလဲဆိုတာကိုကောင်းကောင်းသဘောပေါက်လိုက်တဲ့တစ်ပင်ကြီးဟာသူ့ကိုယ်သူအစွမ်းကိုပြန်လဲတဲမှတ်လာရင်သူ့အပေါ်မှာထိုင်လိုက်ဖို့ပြောလိုက်ပါရီကောင်းလေးလည်း
တင်ငုတ်တို့ကြီးပေါ်ထိုင်လိုက်တာနဲ့အလွန်လှပတဲ့နေဝန်စီးစာကိုတွေ့မြင်လိုက်ရပြီးအယမ်းကိုကြည်နက်သွားတာပေါ့ဘီယာနဲ့သူဘယ်တော့မှထွက်သွားတော့မှမို့ကြောင်းပြောရင်သူနေကြားမှာကြုံခဲ့ရတဲ့အခက်ခဲအဖြစ်အပျက်တွေကိုတစ်ပင်ကြီးစီပြန်ပြောပြခဲ့ပါတယ်တစ်ပင်ကြီးကလည်းမိတ်ဆွေလေးရဲ့စကားကိုပျော်ပျော်ရွှင်ရွှင်နားထောင်ပြီးနှစ်ယောက်သားအသက်ဆုံးတိုင်အဖော်ပြုနေထိုင်သွားကြပါတော့တယ်ပုံမြင်လေးကတော့ဒီမာရီအဆုံးသတ်သွားခဲ့ပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးသွားခြင်းတဲ့ပုံမြင်လေးကတော့ခွေးအိုကြီးညိုညိုလို့အမည်ရတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်တခါတော့ကညိုညိုလို့ခေါ်တဲ့အသက်အရွယ်ကြီးရင်နေပြီဖြစ်တဲ့ခွေးအိုကြီးတစ်ကောင်ရှိခဲ့ပါတယ်အသက်အရွယ်ကြီးရင်နေပြီမို့သွားတွေလည်းတစ်ချောင်းမှမကြမ်းတော့ပါဘူးအိမ်ကိုပြင်ပရန်ကနေကာကွယ်ပေးနိုင်မဲ့ကိုက်စီယာသွားတွေမရှိတော့တာကြောင့်တကင်းဖြစ်သူလည်းညိုညိုကိုတောထဲမှာသွားဆွန့်ပစ်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်ဒါကိုညိုညိုတယောက်တီးသွားလီတော့သူတငယ်ချင်းဝန်ပလီစီမှာအကူကြီးသွားတောင်းရတာပေါ့ဝန်ပလီကလည်းမပူပါနဲ့ငါကောင်ရမင်းကိုလောက်ရမှာကမင်းကအိုမင်းနေပြီဆိုပြီးမဲ့မင်းတကင်အတွက်အသုံးဝင်သေးတယ်ဆိုတာကိုပြပေးရမှာငါမှမင်းအတွက်စိတ်ကူးထားတာရှိတယ်မင်းနောက်ကအသားလေးဖော်လို့လိုက်ပေးရုံပဲငါဘာလို့မှလဲဆိုတာကိုတော့မင်းတောင်းနေကြရင်သိရမှာပါဒီလိုနဲ့နောက်နေ့ရောက်တော့ညိုညိုရဲ့တခင်ဇနီးမောင်နှံဟာညိုညိုနဲ့သူတို့ကလေးကိုဓာထားခဲ့ကြပြီးလဲလုံနေကြပါတယ်အဲ့ဒီချိန်ရုတ်တရက်ဝန်ပလွေကြီးပေါ်လာပြီးကလေးကိုခေါ်ဆောင်သွားပါတော့တယ်ညိုညိုလည်းဝန်ပလွေအဲ့လိုလုပ်လိုက်မယ်လို့မထင်တာကြောင့်အံ့ဩသွားပြီးနောက်ကနေကစူးကဝါလိုက်ရတာပေါ့ဒီလိုနဲ့တောအုပ်ထဲကိုရောက်တဲ့အခါမှာတော့ဝန်ပလီဟာညိုညိုစီကလေးကိုပြန်အပ်လိုက်ပါတယ်တန်ငယ်ချင်းအခုမင်းဒီကလေးကိုမင်းတခင်မိသားစုစီပြန်အပ်လိုက်မယ်ဆိုမင်းတခင်တို့ကမင်းကိုအယမ်းချစ်သွားကြလိမ့်မယ်မင်းရဲ့အသုံးဝင်မှုကိုသူတို့တည်သွားကြပြီးမင်းကိုစွန့်ပစ်ကြတော့မှာမဟုတ်ဘူးကဲအခုပြန်သွားကြပြီတော့ကျေးဇူးတင်လိုက်တာတငယ်ချင်းဟာငါမေကျေးဇူးကိုဘယ်တော့မှမမေ့ပါဘူးအဲ့ဒီချိန်ကစပြီးညိုညိုဟာတခင်မိသားစုရဲ့အလေးပေးခြင်းကိုခံရပါတော့တယ်ဒီလိုနဲ့တရက်ရောက်တော့ဝန်ပလီကြီးဟာညိုညိုစီလာတွေ့ပါတယ်တငယ်ချင်းညိုညိုငါမင်းအခုလိုအဆင်ပြေပြေနေထိုင်နိုင်အောင်ကုညီဆောင်ပါပေးခဲ့တယ်မင်းငါကိုတခုခုကျေးဇူးပြန်ဆက်တင်တယ်လို့မထင်မိဘူးလားဟိုးတငယ်ကြီးဟာဒါပေါ့ကွာငါကိုကြွေးသည်မြအစားအစာတွေကိုနေတိုင်းတော့ဝက်ခွဲပြီးမယ်လေမလိုဘူးညိုညိုငါဝမ်းစာတော့ငါဘာသာငါကြံမယ်မင်းငါအတွက်လှုပ်ပေးရမယ့်ဟာကမင်းတခင်ရဲ့တဲတဲကတိုးတွေကိုငါလာခိုးတိုင်းမမြင်ချင်းအောင်ဆောင်ပေးဖို့ပဲဟာဒါကတော့မဖြစ်နိုင်ဘူးတငယ်ချင်းငါတခင်ကိုငါတစ္ဆာမဖောက်နိုင်ဘူးငါကူညီမပေးနိုင်တာကိုခွန့်လို့ပါကွာဒါပေမဲ့ဝန်ပလီကတော့ညိုညိုစကားကိုအဖက်မလို့ပဲတိုးတွေကိုတွားရောက်ခိုးယူတာပေါ့ညိုညိုကလည်းသူ့တာဝန်အရာတခင်ကိုအတိပေးလိုက်ရတာမို့ဝန်ပလီခမညာတခင်လက်ကလွတ်အောင်အသက်လူပြေးရပါတော့တယ်ဒါကြောင့်ဝန်ပလီဟာညိုညိုအပေါ်အညိုးထားကသူ့ရဲ့တငယ်ချင်းတောဝက်နဲ့တူပေါင်းပြီးညိုညိုကိုလက်စားချေဖို့ကြံစီပါတော့တယ်အရင်ဆုံးတောဝက်ဟာညိုညိုတီသွားပြီးညိုညိုမင်းကမင်းကိုကူညီခဲ့တဲ့ဝန်ပလီကိုအခုလိုကျေးဇူးဆက်လိုက်တာလားမင်းသူ့ကိုတောအုပ်ထဲမှာသွားတောင်းမှန်ရလိမ့်မယ်မဟုတ်ရင်မင်းဟာကျေးဇူးကမ်းနေကောင်မေညိုညိုတယောက်တောဝက်ဟာသူ့ကိုတောင်းမှန်ခိုင်းုံတက်တက်လာခေါ်တာမဟုတ်ဘူးဆိုတာကိုကောင်းကောင်းကြီးသဘောပေါက်လိုက်ပါတယ်သူမှာဝန်ပလီနဲ့တောဝက်နှစ်ကောင်လုံးကိုပြန်တိုက်ခိုက်နိုင်မှုအားရင်မရှိတာမို့ခြေတချောင်းကျိုးနေတဲ့ကြောင်လေးတစ်ကောင်ကိုအကူညီတောင်းရတာပေါ့ခြေတချောင်းကျိုးနေတဲ့ကြောင်လေးဟာတောအုပ်ထဲကိုသွားရချိန်မှာပြင်းထန်တဲ့နာကျင်မှုကိုခံစားနေရတာကြောင့်အမီလေးတစ်ထောင်ထောင်ဖြစ်နေပါတယ်ဒါကိုအဝေးကလမ်းချောင်းနဲ့ဝန်ပလီနဲ့တောအုပ်တို့ဟာညိုညိုတယောက်ကြားပေါက်တစ်ကောင်ကိုအကူကြီးတောင်းလာတယ်လို့တင်မှတ်သွားတော့တာပေါ့ကြောက်လန့်သွားတဲ့ဝန်ပလီနဲ့တောဝက်တို့လည်းညိုညိုတို့ကိုရင်မဆိုင်ရဲတာကြောင့်တောဝက်ဟာခြုံတစ်ခုတည်းကိုဝင်ပုန်းခဲ့ပြီးဝန်ပလီကတော့တစ်ပင်ကြီးပေါ်ပြေးတက်ပုံးမာတော့တယ်ဒါပေမဲ့ခြုံထဲမှာပုံနေတဲ့တောဝက်ရဲ့အမီကိုကြောင်လေးတွေ့သွားခဲ့ပြီးကြော့တကောင်ရဲ့အမီလို့ထင်မှတ်ကသွားရောက်တိုက်ခိုက်တော့တာပေါ့တောဝက်လည်းပြန်မတိုက်ခိုက်ဝင်ပဲကြောက်ကြောက်လန့်လန့်နဲ့ထွက်ပြေးသွားခဲ့ရပါတယ်ကြံခဲ့တဲ့တစ်ပင်ပေါ်ကဝန်ပလီကတော့ကြောက်လွန်းလို့အသက်တောင်မရှူနိုင်တော့ပါဘူးနောက်ဆုံးမှာတော့သူ့ကိုအသက်ချမ်းသာပေးဖို့ညိုညိုကိုတောင်းပန်ခဲ့ပြီးညိုညိုကလည်းတငယ်ချင်းဖြစ်သူကိုခွင့်လွှတ်ပေးလိုက်တာပေါ့ပုံမြင်လေးကတော့ဒီမှာရင်အဆုံးသတ်သွားခဲ့ပါတယ်ခင်ဗျာနောက်တစ်ဆက်ပေးခြင်းတဲ့ပုံမြင်လေးကတော့မုတ်စိတ်ဘရင်ကြီးလို့အမည်ရတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်တခါတော့ကအရန်ကိုချုံမောလှပတဲ့မင်းသမီးလေးတစ်ပါးရှိခဲ့ပါတယ်သူမအလွန်လှပပေမဲ့အဲ့ဒီအလားတရားကြောင့်အရန်ကိုမောက်မာထောင်လာတဲ့သူလည်းဖြစ်နေပါတယ်မ
မင်းသမီးလေးရဲ့ဖခင်ဘီရင်ကြီးကတော့သူမလက်ထပ်ပြီးသွားရင်ပြောင်းလဲသွားလိမ့်မယ်ဆိုတဲ့မျှော်လင့်ချက်နဲ့ထိမ်းများလက်ဆက်ပေးဖို့ဆုံးဖြတ်လိုက်တော့တာပေါ့ဒါပေမဲ့မင်းသမီးလေးကတော့သူမကိုလာရောက်တောင်းရမ်းတဲ့ဂုံတီရှိမင်းကြီးမင်းသားတွေကိုမောက်မောက်မာပြောဆိုဆက်ဆံခဲ့ပါရီဟာဒီတယောက်ရက်ကိုကြည့်ပါဦးရှည်လိုက်တာထပင်းကြီးကျနေတာပဲဒီတယောက်ကြတော့ဝါလိုက်တာမှတစ်တူနေတယ်ဆိုပြီးပွဲကိုတက်ရောက်လာကြတဲ့ဘယင်မင်းသားမျိုးစားနေစားစတဲ့အရောက်တိုင်းရဲ့အားနည်းချက်တွေကိုလှောင်ပြောင်ပြောဆိုတာပေါ့ဖခင်ဘီရင်ကြီးဟာမင်းသမီးလေးရဲ့ရိုင်းပြတဲ့အပြုမူတွေအတွက်စိတ်ကိုအထက်နိုင်ဆုံးထိန်းတီးခံခဲ့ပြီးမြဲမုတ်စိတ်မွေးနဲ့ဘီရင်မြတ်တစ်ပါးကိုသူမစော်ကားလိုက်တဲ့အခါမှာတော့ဒေါသရန်အိုးပေါက်ကွဲလာပါတော့တယ်။အိုးတပီးတော့သင်ဘလို့သောတတ်တီတွေနဲ့ဒီလိုဂုံစီရှိလူကြီးလူအောင်တွေကိုစော်ကားရဲရတာလေ။သင်ကိုဘလောက်ပဲဆုံးမသွန်းသင်ပါစေသင်ရဲ့မောင်မထောင်လာတဲ့ဇရက်ကိုပြင်မမဟုတ်တော့ဘူးဆိုတာကိုကျွန်တော်နားလေလိုက်ပြီ။ဒါကြောင့်ဒီတကားကနေပထမဆုံးဝင်လာတဲ့သူနဲ့တင့်ကိုလက်ထပ်ပေးသားပြင်မယ်။အဲဒီလူကမင်းသားပဲဖြစ်ဖြစ်တရောင်းစားပဲဖြစ်ဖြစ်ပေါ့။မကြပါဘူးနှစ်ရက်အကြာမှာပဲတရောသမားတယောက်ရောက်လာပါတော့တယ်။တရောသမားကိုမြင်လဲရတဲ့ဘီရင်ကြီးလည်းအဆောင်တွေကိုတရောသမားကိုအထဲခေါ်သွင်းဖို့အမိန့်ပေးခဲ့ပြီးသူသမီးတော်နဲ့လက်ထပ်ပေးဖို့စီစဉ်ပါတော့တယ်။လက်ဆက်ပေးပြီးတာနဲ့ဘီရင်ကြီးဟာကဲသမီးတော်ရှောင်းတော့စရုံးပါဆိုတဲ့အတိုင်းအသင်ဒီနန်းတော်မှာဆက်နေလို့မရတော့ဘူးအသင်ခုံမွန်းနေထိုင်ရစီကိုလိုက်သွားရလိမ့်မယ်ဒီလိုနဲ့တရောသမားနဲ့မင်းသမီးလေးတို့ဇနီးမောင်နှံဟာနန်းတော်ကနေထွက်ခွာခဲ့ကြရပါရီဒါကြောင့်မဲ့တရောသမားဟာမင်းသမီးလေးကိုမြို့အစွန်ကစိတ်ငြိမ်တဲ့တဲအိမ်လေးတစ်လုံးစီကော်ဆောင်ပေးသွားခဲ့ပါရီအဆိုပါတရောသမားဟာမင်းသမီးလေးလှောင်ပြောင်ခဲ့တဲ့မုတ်စိတ်ဘွားဘီရင်ကြီးရဲ့တိုင်းသူပြည်သားတယောက်ပဲဖြစ်ပါရီ။အိုးအရှင်ဒီတဲလေးကတင်းငယ်လိုက်တာဒါနဲ့အသင်ရဲ့အစီကံတွေပြင်ပါလေ။အစီကံတွေဟုတ်လားချစ်စနီဒီအိမ်ရဲ့ဝေယဝိဆာကိစ္စတွေကိုကျွန်ုပ်တို့ကိုယ်တိုင်ပဲလုပ်ကင်ကြရမှာ။အစီကံဆိုတာမရှိဘူး။ဒီလိုနဲ့နောက်နေ့ကစပြီးမင်းသမီးလေးဟာအိမ်မှုကိစ္စတွေကိုစတင်ဆောင်ရွက်ရပါတော့တယ်။မင်းသမီးလေးကတစ်ချိန်လုံးနန်းတော်ထဲမှာကြော့ကြော့မော့မော့နေလာခဲ့ရသူမို့ဓမင်းလည်းမချက်ပြုတ်တတ်တယ်လို့တန်ရှိလည်းကောင်းကောင်းမလုပ်တတ်ပါဘူး။ဒါကြောင့်တရောသမားဟာတောအုပ်ထဲကနေမိုးမခအပင်အချို့ကိုခုတ်ယူလာပြီးမင်းသမီးလေးကိုချင်းတောင်တချို့ရက်လုတ်ခိုင်းခဲ့ပါရီ။မင်းသမီးလေးလည်းကြိုးစားပန်းစားလုတ်ခိုင်းခဲ့ပြီးမဲ့မကျွမ်းကျင်တာကြောင့်လက်တွေထိခိုက်ရှာနာကုန်တာပေါ့။ဒါနဲ့တရောသမားဟာဒေါသတကြီးအော်ဟစ်ပါတော့တယ်။အတင်းကဓမင်းလည်းမချက်ပြုတ်တတ်ချင်းတောင်လည်းမရက်လုတ်တတ်နဲ့ဘာမှကိုအသုံးမကျတဲ့သူပဲ။အတင်းတို့ကတင့်တော်မဲ့အလုပ်ထပ်ပြီးတော့စဉ်းစားပြရအောင်ပါပဲဒီလိုနဲ့အကြံရသွားတဲ့တရောသမားဟာအိုးခွက်ပကံတချို့ကိုစီးစဉ်ပြီးသူစနီးရောင်းချဖို့လမ်းပေါ်မှာစိုင်းဆိုင်ဖွင့်ပေးခဲ့ပါရီသူမရဲ့အလားတရားကြောင့်လူတော်တော်များများကအိုးခွက်ပကံတွေကိုလာရောက်ဝယ်ယူကြတာပေါ့ဒါပေမဲ့တနေ့မှာတော့သူမလမ်းအစွန်မှာစိုင်ခင်းနေတော့အရန်မူးနေတဲ့စစ်သားတယောက်ကမြင်းစီးဖြတ်လာရင်အိုးခွက်ပကံဒီအားလုံးကိုဖျက်ဆီးသွားခဲ့ပါရီတော်တော်လေးကိုစိတ်မကောင်းဖြစ်သွားတဲ့မင်းသမီးလေးဟာသူ့ယောက်ျားဖြစ်သူတရောသမားကိုဖြစ်ချောင်းကိုစဉ်ရှင်ပြရပါတော့တယ်။အသင်ဘလို့တောင်ညံနေရတာလေလန်သားလန်လာရီနဲ့ထိစံနိုင်တဲ့နေရာမှာစိုင်ဖွင့်ရသလား။အသင်နဲ့တော့ခတ်ပါဘကောလား။ကဲပါပြီးတာတွေလည်းပြီးပါစီတော့အခုပဲကျွန်ုပ်နန်းတော်မှာစပိုးဆောင်အကူလိုအပ်နေတယ်လို့သတင်းရထားတယ်။အသင်အခုချိန်ကစပြီးစပိုးဆောင်အကူတယောက်ပြီးအလုပ်လုပ်ရလိမ့်မယ်။ဒီလိုနဲ့မင်းသမီးလေးဟာနန်းတော်စပိုးအောင်တွေကကိစ္စအဝါဝါကိုလုတ်ကင်ခဲ့ရပါရီကျမ်းမြင်မိကိုခေါင်းတိုင်းမိဘိုတွေအိုးခွက်ပကံတွေနဲ့တစားပလာရီအားလုံးကိုတန်ရှင်းလုတ်ခဲ့ရတာပါတနေ့တာလုပ်ငန်းဆောင်တာတွေပြီးသီးသွားချိန်မှာတော့သူမဟာလှုပ်အားကအဖြစ်အသားအနှဲငယ်ကိုရရှိပါရီဒီလိုနဲ့ရက်အနှဲငယ်ကြာတဲ့အခါမှာတော့ဘရင်ကြီးရဲ့သားတော်ကြီးမင်္ဂလာဆောင်မဲ့အကြောင်းကြီးညာတာကိုသူမကြားသိခဲ့ရပါရီလူတိုင်းပျော်ရွှင်နေကြပေမဲ့မင်းသမီးလေးကတော့အရင်ကရွှေပေါ်မြတ်တည်နေခဲ့ရတဲ့သူမအဖြစ်ကိုပြန်တွေးကြည့်မိရင်သူမသာမောက်မမထောင်လွားခဲ့ဘူးဆိုရင်တိတ်ကောင်းမှာပဲလို့နောက်ထားရနေခဲ့တာပေါ့ဒီလိုနဲ့မင်္ဂလာပွဲနေ့ရောက်လာခဲ့ပါပြီအဲဒီနေ့မှာပဲသူမဟာရုတ်တရက်မုတ်စိတ်ဘွားဘရင်ကြီးနဲ့ပြန်ဆုံခွင့်ရလိုက်ပါရီအိုးဘရင်ကြီးတောင်းပန်ပါရီကျမကိုဒီလိုပုံစံနဲ့မြင်တွေ့ရတာအသင့်တို့တက်တောင့်တတာဖြစ်မှာမဟုတ်ပါဘူးဟိုးဒါရီစိတ်ထဲမထားပါဘူးကျွန်တော်လည်းလိုက်ခဲ့သူမကိုခန်းနာတဲ့ခန်းမဆောင်ကြီးစီကိုခေါ်ဆောင်သွားခဲ့ပြီးအဲ့ဒီမှာသူမဖခင်အပါဝင်မူးမှန်အားလုံးရှိနေခဲ့ပါရီသူတို့အားလုံးဟာသူမရဲ့အခြေအနေကိုမြင်ပြီးဝိုင်းဝန်းရေမောလှောင်ပြောင်ကြတာပေါ့
ဒါတွေကိုကြည့်ရင်မင်းသမီးလေးဟာသူမရဲ့တစ်ချိန်လုံးကအပြုတ်မှုတွေကိုပြန်လဲအမရသွားပါရီအသိတို့အားလုံးအပေါ်မှာရိုင်းဆိုင်ခဲ့မိတဲ့အတွက်ကျမတောင်းပန်ပါတယ်ကျမသင်ခန်းစာရနေပါပြီအဲဒီကကျမမုတ်စိတ်ဘွားဘရင်ကြီးဟာသူမလက်ထပ်ခဲ့တဲ့ဒေယောသမားဖြစ်ကြောင်းရှင်းပြပါတော့တယ်မင်းသမီးကျွန်တော်ကအသင်ရဲ့အိုးခွက်ပကံလေးအားလုံးကိုဖျက်ဆီးပစ်ခဲ့တဲ့စစ်သားပါပဲပြီးတော့မာနဆိုတာအလွန်တရာကြောက်စရာကောင်းတဲ့ရန်သူဖြစ်ပြီးတလွဲမာနမထားရဘူးဆိုတာကိုသင်သိရှိလာအောင်လို့ကျွန်တော်အခုလိုစီစဉ်လိုက်ရတာပါအခုဆိုအသင်ဟာမောက်မွားထောင်လွှားခြင်းမရှိတော့တဲ့မျက်နှိုးပွေရာမိန်းကလေးတစ်ယောက်ဖြစ်သွားခဲ့ပြီလာပါကျွန်ုပ်ရဲ့မိဖုရားကျွန်ုပ်နဲ့အတူဒီမင်္ဂလာပွဲကိုဆင်နွှဲလိုက်ကြရအောင်ပါဒီလိုနဲ့နှစ်ယောက်သားကြီးကြီးပြူပြူလက်ထက်ဒိမ်းများခဲ့ကြပြီးထာဝစဉ်ပျော်ရွှင်စွာနေထိုင်သွားခဲ့ကြပါတော့တယ်ပုံမြင်လေးကတော့ဒီမှာရင်အဆုံးသတ်သွားခဲ့ပါတယ်ခင်ဗျာပုံမြင်နဲ့အမျိုးမျိုးရှိတဲ့အထက်ကပုံစံအသစ်တစ်မျိုးကိုတင်ဆက်ပေးလိုက်ရပါတယ်တခါတော့ကအတော်လေးကိုနာမကျန်းဖြစ်နေတဲ့တတိတော်တူရှိခဲ့ပါတယ်သူမဘွားရဲ့နေဝင်ချိန်နီးကပ်လာပြီလို့ခံစားမိတဲ့အခါသူမရဲ့တဦးတည်းသောသမီးလေးဖြစ်တဲ့စင်ရဲလာကိုအနားနာခေါ်ယူကာမာစရာရှိတာတွေကိုမှာကြပါတော့တယ်ချစ်သမီးမင်းမကြီးရဲ့အခါကောင်းကောင်းမွန်မွန်နဲ့ဘာသာတရားကိုင်းဆိုင်စွာနေပါကွယ်ဒါဆိုရင်သူတို့ကောင်းတွေကသမီးလေးကိုအမြဲတမ်းစောင့်ရှောက်ပါလိမ့်မယ်အမေကလည်းကောင်းငင်ပုံကနေသမီးကိုစောင့်ကြည့်ပြီးအမြဲတမ်းအတူရှိနေမှာပါဆိုပြီးတော့ပြောရင်ဘဝတစ်ပါးသို့ကူးပြောင်းသွားပါတော့တယ်ရှင်ရွှဲလာလေးဟာနေ့စဉ်နေ့တိုင်းသူမိခင်ရဲ့တင်းချိုင်းစီသွားရောက်ပြီးတော့ငိုကြွေးနေတာပေါ့ရှင်ရွှဲလာလေးရဲ့အဖေကအလုပ်ကိစ္စနဲ့ခရီးတွေမကြာခဏထွက်ရလေးရှိပါတယ်ဒါကြောင့်ရှင်ရွှဲလာကိုခရူးဆိုင်မဲ့သူတယောက်ရဖို့နောက်အိမ်တော်ပြုဖို့သူဆုံးဖြတ်လိုက်ကသမီးနှစ်ယောက်အမေမုတ်ဆိုးမတစ်ယောက်နဲ့လက်ထပ်ခဲ့ပါတော့တယ်ရှင်ရွှဲလာဟာသူမရဲ့ဆိုးရုပ်တဲ့မိတွေပြီးတော့ကျင်နာမှုမရှိတဲ့အမေမတူအဖေကွဲညီမတစ်ယောက်နဲ့အတူနေထိုင်ခဲ့ရတာပေါ့တနာစရာစင်ရဲလားလေးဟာသူတို့ရဲ့ခိုင်းစရာအစီခံသားသာဖြစ်လာပါတော့တယ်။ဒီနေ့မှာတော့စင်ရဲလားကကျမ်းမြေကိုတပြက်စီလဲနေခဲ့ပါရီ။သူညီမနှစ်ယောက်ကဆိုပါပေါ်မှာထိုင်ပြီးအသီးတွေကိုလောဘတကြီးစားသုံးနေကြတာပေါ့။စားပြီးတော့ညီမတစ်ယောက်ကအခွန်တွေကိုကျမ်းမြေပေါ်ပြစ်ချလိုက်ပါရီ။မိတွေကအေကန်းနဲ့ဝင်လာပြီးညစ်ပတ်တဲ့ကျမ်းမြေကိုမြင်သွားတဲ့အခါစင်ရဲလားကျမ်းမြေကိုတိတိကျကျတန်ရှင်းရဲ့လောက်ဆန်းဒီငါပြေးမှာဒါလေးတော့ဖြစ်ရှင်အောင်မလုပ်နိုင်ဘူးလားဆိုပြီးတော့သူမမလုပ်တဲ့အမားတစ်ခုတော့အဆူငေါက်ခံခဲ့ရတာပေါ့ဒါပြင်တက်ကိုးလေးမှသာနေခွင့်ရပြန်တာကြောင့်သူမဟာငိုလိုက်ဇာလာမှုနဲ့အိတ်ဆက်လိုက်နဲ့ညတွေကိုဖျက်ဆီးခဲ့ရပါရီသူမအတွက်တခုတည်းသောအားကိုးစရာနဲ့တွေ့တာစရာဆိုလို့ကြွက်ငယ်လေးတွေနဲ့ငှက်ကလေးတွေပဲရှိခဲ့ပါရီဒီနေ့မှာဘရင်ကြီးကဘွဲတော်ကြီးတစ်ခုကျင်းပဖို့ဆုံးဖြတ်ပြီးမြို့ထဲကလူတိုင်းကိုဖိတ်ကြားလိုက်ပါရီဘရင်ကြီးကသူသားတော်အတွက်လက်ထပ်ဖို့လှပတဲ့မိန်းကလေးတွေကတယောက်ကိုရွေးချယ်စီခြင်းတာပါဒါနဲ့ဘရင်ကြီးကနန်းတော်မှာကျင်းပမဲ့ခမ်းနားတဲ့ကာပွဲတော်ကြီးစီကိုမင်းမပြိုလေးတွေအားလုံးစီပိတ်စာတွေပို့ခိုင်းလိုက်ပါရီတိုင်းသူပြည်သားတို့ဘရင်မင်းကြီးစီကသတင်းစကားပါလိုက်ပါရီလာမယ့်ဘက်စနေနေ့မှာကျင်းပမဲ့ခမ်းနားတဲ့ကာပွဲတော်ကိုလူတိုင်းကိုဖိတ်ကြားအပ်ပါရီအဲ့ဒီပွဲမှာမင်းသားတို့မင်းသမီးတစ်ပါးကိုရွေးချယ်တော်မူမှာဖြစ်ပါရဲ့အဲ့ဒီသတင်းကြောင့်စင်ရွဲလာလေးလည်းအယမ်းကိုပျော်ရွှင်ပြီးတော့စိတ်လှရှားနေခဲ့တာပေါ့ဘာလို့လဲဆိုတော့သူမနန်းတော်ကိုအမြဲမြင်ဘူးကြည်နေခဲ့တာကိုစင်ရွဲလာရဲ့ညီမတွေကတော့ကာပွဲတော်အတွက်အလုံများစွာနဲ့စတင်ပြင်ဆင်ကြပါတော့တယ်ကဲကောင်မလေးတို့ကာပွဲတော်အတွက်ပြင်ဆင်ကြစို့မင်းတို့တွေကတယောက်ကိုမင်းသားနဲ့လက်တက်စီခြင်းနဲ့ပြီးတော့နှင်းစင်ရွဲလာသူတို့ပြင်ဆင်ဖို့ကူညီပေးငါသမီးတွေကမင်းသမီးတွေလိုလာနေရမယ်သူတို့တွေကတယောက်ကမကြောက်ရင်မင်းသားနဲ့လက်ထက်ရတော့မှလေရှင်ရွဲလာကတော့စိတ်ဓာတ်အလွန်ကောင်းမွန်သူမို့ညီမနှစ်ယောက်စလုံးကိုအကူအညီပေးခဲ့ပါရီအမေကျမလည်းလိုက်ခဲ့လို့ရမလားကျမနန်းတော်ကိုတကယ်မြင်ချင်းပြီးကာပွဲတော်ကိုတက်ဘူးခြင်းလို့ပါဘလုံးမပြေးနိုင်ဘူးခွဲရကိုပြန်ကြည့်စမ်းနင်းမဝတ်ဆရာဝတ်ဆောင်တော့မရှိဘူးလူတွေကနင်းကိုမြင်ဝိုင်းရင်ချလိမ့်မယ်ငါတို့မှအရှက်ရလိမ့်မယ်ဒီလိုမဲကိုမြောက်ကိုနေမဲတာကိုငါအာအော်ရီဒီလိုနဲ့ပဲညီမနှစ်ယောက်နဲ့မိတွဲဖြစ်သူတို့ဟာခမ်းနားတဲ့ကာပွဲတော်စီကိုထွက်သွားကြချိန်တနာစရာရှင်ရွဲလာလေးကတော့အိမ်မှာတယောက်တည်းကြံရိတ်ခဲ့တော့တာပေါ့ကြံရိတ်ခဲ့တဲ့သူမဟာသူမမိမိရဲ့မင်္ဂလာဝတ်စုံလေးရှိနေတာကိုသတိရလိုက်ပါရီ
ဒါပေမဲ့ဝတ်စုံကစုပ်ပြဲနေခဲ့ပြီးမို့တသက်ရဲ့ပြစ်အောင်စတင်ချုပ်လို့ရပါတယ်သူတငယ်ချင်းလေးတွေဖြစ်တဲ့ငှက်ကလေးတွေနဲ့ကြွက်ကလေးတွေကလည်းဝင်ပြီးတော့ကူညီကြတာပေါ့ဒါပေမဲ့ဝတ်စုံကိုအချိန်လိုလေးအတွင်းမှာပြင်ဆင်မှုအချိန်မလုံလောက်တာကြောင့်စိတ်ညစ်နေရချိန်မှာရုတ်တရက်ဆိုသလိုနှက်သမီးမယ်တော်တစ်ပါးပေါ်လာခဲ့ပါရီမကူပါနဲ့ကလေးငယ်ငါမေးကိုကာပွဲတော်ကိုပို့ပေးမယ်အသင်ကဘာတူလဲဒီဝတ်စုံကစုပ်ပြဲနေပြီလေကာပွဲတော်သွားဖို့ဝိယုံရှိလဲကျမမှမရှိဘူးပြောဆိုပဲနှက်သမီးဟာသူမရဲ့မော်ဆွမ်းအားကိုအသုံးပြုလိုက်တာကြောင့်ဂျင်နလာရဲ့အဝတ်စားဟောင်းနေရာလှပတဲ့ဝိယုံရှိအသစ်ဖြစ်သူပြောင်းလဲသွားသလိုသူချောင်းမှာလည်းဖန်ဖနက်လေးတရံပေါ်လာခဲ့ပါရီဇက်လက်ပြီးဖယုံသီးကိုလှပတဲ့ရထလုံးအဖြစ်ပြောင်းလဲပေးလိုက်တဲ့အပြင်ကြွက်တွေကယထာဆွဲတဲ့မြင်းနေအဖြစ်ငှက်ကလေးကိုတော့ယထာမှုအဖြစ်ပြောင်းလဲပေးလိုက်ပါရီဒါပေမဲ့နှက်သမီးကျမရဲ့ညမရီနဲ့မိတွေကအဲ့ဒီမှာရှိနေပါလေသူတို့ကျမကိုတွေ့ရင်ဒေါသထွက်ကြမှာပေါ့စိတ်မပူပါနဲ့သူတို့မင်းကိုမမှတ်မိအောင်ငါလှုပ်ပြီးထားမယ်အိုးကျေးဇူးတင်လိုက်တာနှက်သမီးရဲ့အတင်းကအရန်ကိုကျင်နာတတ်တာပဲဒါပေမဲ့မှတ်ထားနော်ကလေးငယ်ဒီမော်ဆွမ်းကတကောင်းရဲ့အထိပဲအစွမ်းရှိမှာအဲ့ဒီမတိုင်ခင်အိမ်ရောက်အောင်ပြန်ဖို့တော့သတိရရလိမ့်မယ်ဒီလိုပဲရှင်ရွဲလာတယောက်နှက်သမီးကိုနှုတ်ဆက်ကပွဲတော်စီသို့ထွက်ခွာလာခဲ့ပါရီသူမကာဝဲခမ်းမတွေကိုဝင်သွားချိန်မှာတော့အရန်ကိုလှပလုံးနဲ့သူမဟာလူတွေအားလုံးရဲ့အာယုံကိုဖန်ဆာနိုင်ခဲ့ပါရီသူညီမတွေနဲ့မိတွေကတော့သူမကိုမမှတ်မိခဲ့ကြပါဘူးဂျော်မော်ရဲ့မင်းသားလေးဟာကျင်ရွဲလာလေးကိုမြင်မြင်ချင်းမှာပဲချစ်ကျွမ်းဝင်သွားခဲ့ပါရီဒါနဲ့သူမစီကိုချင်းကပ်လာပြီးအလိုလှပကြော်ရှင်းတဲ့အမျိုးသမီးလေးအသင်နဲ့အတူကားကိုများရနိုင်ဗလားကျင်ရွဲလာလေးကသဘောတူလိုက်တာကြောင့်သူတို့နှစ်ယောက်သားအတွဲညီညီကားကြပါတော့တယ်နိုင်ပေါင်းများစွာကြာတဲ့အထိမမောမပန်းလက်တွဲခနေကြရင်ကျင်ရွဲလာတယောက်တကောင်ရရောက်တော့မယ်ဆိုတာကိုတောင်မေ့လျော့နေခဲ့တာပေါ့ရုတ်တရက်နိုင်မြင်လိုက်မှသာနှက်သမီးရဲ့စကားလုံးတွေကိုအမတ်ရသွားခဲ့တာပါသူမပြေးထွက်သွားတော့မှပဲသူမရဲ့ဖန်ဖနက်တစ်ဖက်ကတော့ကြွကြကြံနေခဲ့တာပေါ့မင်းသားလေးကသူ့နောက်ကနေလိုက်လာတာကိုမြင်လိုက်ရလို့ပြန်ကောက်ဖို့အချိန်တောင်မရခဲ့ပါဘူးသူမဟာကြက်လုံးပေါ်အမြဲတက်ပြီးထွက်သွားခဲ့ပါရီမင်းသားလေးကတော့သူ့ဖနက်လေးကိုတွေ့ပြီးအမြန်ပဲကောက်ယူလိုက်ပါရီလမ်းမှာပဲသူ့ရထလုံးကပျောက်ဝယ်သွားပြီးဖယုံသည့်အဖြစ်ပြန်ပြောင်းသွားတာကြောင့်မိထွေးတို့ပြန်မလာခင်အိမ်အရင်ရောက်နေအောင်ဖြက်လန်းကနေအမြန်ပြန်ရပါတော့တယ်။ကျန်ခဲ့တဲ့မင်းသားလေးကတော့ရှင်ရွဲလာလေးကိုပြန်တွေ့ခြင်းစိတ်တွေပြင်းပြလုံးနာမှုသူ့လူတွေနဲ့အတူလိုက်ရှာဖို့နန်းတော်ကနေထွက်လာခဲ့ပါရီ။တိတ်တက်စီရှင်ရွဲလာလေးကြားကျင်ရိတ်ခဲ့တဲ့ဖနက်ကိုမိန်းကလေးတိုင်းနဲ့စီခိုင်းကြည့်ခဲ့ပေမဲ့တယောက်နဲ့မှမတော်ခဲ့ပါဘူး။ဒီလိုနဲ့သူတို့ဟာရှင်ရွဲလာလေးရဲ့အိမ်ကိုရောက်လာခဲ့ပါရီ။မြို့သမီးခမရရဲ့အိမ်မှာကာဝဲတော်ကိုလာခဲ့တဲ့မိန်းကလေးတယောက်ရောက်ရှိပါသလားကျမရဲ့သမီးနှစ်ယောက်ကမင်းညကကာဝဲတော်ကိုတက်ရောက်ခဲ့ပါရီဒါဆိုခမရသမီးတွေကိုခေါ်လိုက်ပါသူတို့ကိုဒီဖနက်စီးကမ်းကြည့်ရမယ်အဲ့တော့ဒီဖနက်ကိုဝစ်စင်ခဲ့တဲ့မိန်းကလေးတယောက်ကိုရှာနေတာအိုးကျမသမီးတွေကတယောက်ယောက်ဝတ်ခဲ့တာဖြစ်နိုင်ပါရီကျမတို့ကိုခေါ်လိုက်ပါမယ်ညီမတွေကိုဖနက်စီးကမ်းကြည့်ပါရီသူတို့ကခြေထောက်ကိုအတင်းထိုးတဲ့ဖို့ကြိုးစားကြပေမဲ့ဖနက်ကတော်မနေခဲ့ပါဘူးအိမ်မှာတခြားတယောက်ရှိသေးလားမိတွေကရှင်နေလားဖနက်မစည်းကြည့်နိုင်အောင်သူ့ကိုထက်ကူးပေါ်မှာတော့ခတ်ထားခဲ့တာပါငါတို့အိမ်တိမ်လုံးကိုစစ်ဆေးဖို့လိုတယ်မကြခင်မှာပဲလူတယောက်ကထက်ကူးစီကိုတောတဲ့လမ်းကိုတွေ့သွားပြီးတကားကတော့ခတ်ထားတာကိုတွေ့လိုက်ရပါရီဒီထဲမှာတယောက်ရှိသလားမိတွေကသူ့နောက်ကလိုက်လာပြီးမရှိပါဘူးဒီမှာဘယ်သူမှမရှိပါဘူးအသင်ဒီမှာအချိန်ပြောင်းနေစရာမလိုပါဘူးတရားအိမ်ကိုသွားရှာကြည့်ရင်ကြည့်ပါတော့မတင်ကားတဲ့အဆောင်ကတော့တော့ကိုဂျိုးပြက်လိုက်တာကြောင့်အထဲမှာထိုင်နေတဲ့စင်ရဲလားလေးကိုတွေ့လိုက်ရပါတယ်ကျွန်တော်ဒီမှာမိန်းကလေးတယောက်ကိုတွေ့ပါတယ်မင်းသားနဲ့သူ့လူတွေကသူမနာကိုစုယုံလာကြပြီးဖနက်စည်းခိုင်းကြည့်ပါတယ်ဘနက်ကစင်ရဲလားလေးရဲ့ခြေထောက်နဲ့ကွက်တီပဲတော်နေခဲ့တာပေါ့ငါမေးကိုတွေ့ပြီမင်းနာမည်ကဘလို့ခေါ်သလဲစင်ရဲလားပါရှင်မင်းသားချက်ချင်းမဲ့ဒူးတစ်ပတ်ထောက်လိုက်ပြီးသူမကိုလက်ထက်ကိုတောင်းလိုက်ပါတယ်စင်ရဲလားအတေကျွန်တော်ကိုလက်ထက်နိုင်မလားစင်ရဲလားလေးကသဘောတူလိုက်တာကြောင့်စင်ရဲလားလေးကိုနန်းတော်စီခေါ်ဆောင်သွားပါတော့တယ်ဘယင်းနဲ့မိဖုရားကလည်းကျင်နာတနာရတဲ့စင်ရဲလားလေးကိုချွေးမတော်ရလို့အယမ်းကိုပျော်ရွှင်နေကြတာပေါ့မင်္ဂလာပွဲကိုလည်းကြီးကျယ်ခမ်းနားစွာနဲ့ကျင်းပပေးခဲ့တဲ့အပြင်စင်ရဲလားလေးရဲ့အဖေကိုပါဖိတ်ကြားခဲ့ပါရီဘုံမြေလေးကတော့ဒီမာရင်အဆုံးသတ်သွားခဲ့ပါရီခင်ဗျာ
နောက်ထပ်တင်ဆက်ပေးခြင်းတဲ့ပုံမြင်လေးကတော့ပြင်းသောမီးလိုအမိရတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်။တခါတော့ကရွာငယ်လေးတစ်ရွာမှာကုန်းတဲ့တယောက်နေထိုင်ခဲ့ပါတယ်။သူဟာဈေးထဲမှာပစ္စည်းမျိုးစုံကိုရောင်းဝယ်ဖောက်ကားပြီးတော့ငွေရှာပါတယ်။ကုန်းထဲမှာမီးတကောင်ရှိပြီးအဲ့ဒီမီးလေးနဲ့ပဲကုန်ပစ္စည်းတွေကိုတည်ယူရောင်းချလေးရှိပါတယ်။ကုန်းထဲကသူ့ရဲ့မီးကိုတန်ရှင်းကြမ်းမအောင်ထားရှိပြီးစားစရာအကောင်းတွေကိုပဲကျွေမွေတတ်ပါတယ်။ဘာကြောင့်လဲဆိုတော့မီးဟာသူ့လုပ်ငန်းအတွက်အရေးကြီးတယ်ဆိုတာကိုသူနားလည်ထားလို့ပါပဲ။မီးလေးကလည်းငယ်ရွယ်ပြီးတော့ဖြက်လက်တမ်းမာတာကြောင့်ဂုံအိမ်များစွာရဲ့ဝန်ကိုသူ့ကြောပေါ်မှာတဲဆောင်ပြီးဈေးကိုလမ်းလျှောက်သွားနိုင်ပါတယ်။ဒါပေမဲ့သူဟာအရန်လဲပြင်းရပါတယ်။ဒါကြောင့်သူဟာအလုပ်လုပ်ရတာကိုမနစ်သက်သူဖြစ်ပြီးသူ့ရဲ့ဆန္ဒကတော့တစ်ချိန်လုံးအိတ်လိုက်စားလိုက်လုပ်နေဖို့ပဲဖြစ်ပါတယ်။အိုးဈေးကိုတွားရပြန်ပြီ။တခင်ကတရက်လောက်ဖြစ်တော့အားလိုက်ရဲ့ယူတင်ပါတယ်။သူကအနားယူဖို့မလိုတော့ဘူးဆိုပေမဲ့ငါကတော့အရန်ကိုလိုအပ်နေတယ်။ဒါပေမဲ့မီးနာမလဲတာကတော့ဂုံတရားအားလိုက်ရဲ့ယူလို့မရဘူးဆိုတာပါပဲ။ဂုံတဲ့သားဈေးကိုမတွားဘူးဆိုရင်သူငွေရမှာမဟုတ်ပဲအဲ့ဒီခါကျမီးအတွက်တောင်စားစရာရှိတော့မှာမဟုတ်ပါဘူး။ဒီနေ့မှာတော့တငယ်ချင်းတယောက်ကဂုံတဲ့ကိုဈေးထဲမှာစားလွန်လိုအပ်ကြောင်းပြောပြခဲ့ပါတယ်။အကြံပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်တငယ်ချင်း။ငါမကြခင်မှာစားစာရောင်းရမယ်။မကြခင်မှာပဲဂုံတဲ့ဟာရောင်းချဖို့စားရည်12အိတ်ကိုပြင်ဆင်ခဲ့ပါတယ်။သူဟာအိတ်6အိတ်ကိုယူပြီးမိရဲ့ကြောပေါ်ကိုစတင်ဆောင်ပါတော့တယ်။စားရည်တွေကလေးလံလွန်းတာကြောင့်မိဟာလမ်းမလျှောက်နိုင်တော့ပါဘူး။အိုးတနာစရာတလိမ့်ဆန်လေးသူ့အတွက်အရန်လေးလံနေပါပဲ။ကဲငါအိတ်အိတ်ကိုချလိုက်မယ်။ဒါဆိုရင်တော့ရလောက်ပါပြီ။မိကိုမနာကျင်စေခြင်းတဲ့အတွက်ဂုံတဲ့ဟာသူ့ကြောပေါ်ကနေအိတ်အိတ်ကိုဖယ်ရှားပေးလိုက်ပါတယ်။ဒါပေမဲ့အရီကာမှာတော့မိဟာလမ်းလျှောက်ဖို့အတွက်မကြိုးစားခဲ့ပါဘူး။ဂုံတဲ့ဟာသူ့မိကိုဂရုစိုက်ပြီးမဲ့မိကပြင်းနေဆိုတာကိုလည်းသူသိထားပါတယ်။ဒါကြောင့်မဲ့သူဟာထိုတစ်ချောင်းကိုထုတ်ယူလိုက်ပြီးအိုးလာစမ်းပါကွာ။အဲ့ဒါတော့ပြင်းမနေပါနဲ့။မင်းအနားယူထားတာလုံလောက်နေပြီ။ငါတို့ဈေးကိုသွားဖို့လိုတယ်လေ။အဲ့ဒီနေ့မှာဂုံတဲ့ဟာဈေးထဲမှာစားရည်တွေအားလုံးကိုရောင်းချနိုင်ခဲ့ပါတယ်။ဇာရောင်းကောင်းတဲ့ဂုံစည်းဖြစ်မှန်းသဘောပေါက်လိုက်တဲ့ဂုံတဲ့ဟာနေ့စဉ်စားရည်ကိုစတင်ရောင်းချပါတော့တယ်။သူဟာစားရည်တွေကိုဖြည့်ပြီးမြင်းမော်ကိုတင်လေးရှိပါတယ်။မိဟာတခါတရံအိတ်9အိတ်တခါတရံ6အိတ်ကိုဈေးကိုတဲဆောင်ရတာပေါ့။ဒီလိုနဲ့ရက်အနေငယ်ကြားတဲ့အခါမှာတော့ဂုံတဲ့ဟာစားရည်6အိတ်ကိုတင်ပြီးဈေးကိုထွက်ခွာခဲ့ပါတယ်။သူတို့မြစ်ကိုရောက်တဲ့အခါမှာတော့ဂုံတဲ့ဟာရင်ထဲနဲ့မြင့်နေတာကိုလည်းသတိပြုမိလိုက်ပါတယ်။သူတို့မြစ်တစ်ဝက်ကိုဖြတ်ကူးနေခြင်းမှာပဲရုတ်တရက်မိဟာကြောက်တုံးကြီးတုံးပေါ်ကနေချော်လဲကျသွားတာပေါ့။ဒါကြောင့်မဲဂုံတဲ့ဟာမိလေးကိုအမြန်ဆွဲထူပြီးမြစ်ကိုဖြတ်ကူးစေခဲ့ပါတယ်။မိဟာကြောက်လန့်တုန်လှုပ်နေခဲ့ပေမဲ့အဲ့ဒီနောက်မှာတော့သူတစ်ခုခုကိုခံစားမိလိုက်ပါတယ်။အဲ့ဒီကငါကြောပေါ်မှာရှိနေတော့မယ်။ဒါဆိုရင်ငါကြောကဘာလို့ဒီလောက်တောင်ပေါ်ပါနေရတာလဲ။အိုးဒီမြစ်မှာမော်ဆွမ်းရီရှိနေတာပဲဆိုပြီးတော့တွေးမိလိုက်တာပေါ့မိလေးမသိလိုက်တာကတော့မြစ်ထဲမှာဘာမော်ဆွမ်းမှရှိနေတာမဟုတ်ပဲသူလဲကြတဲ့အခါရေကအိတ်ဒီတဲကစားရီအားလုံးကိုအကြီးပြောသွားစီခဲ့တာကြောင့်မိဟာသူ့ကြောပေါ်မှာဝန်းမရှိသလိုမျိုးခံစားခဲ့ရတာပဲဖြစ်ပါတယ်အခုအိတ်ဒီတဲမှာစားရီမကြံတော့ပါဘူးစားရီကိုဆုံးရှုံးလိုက်ရတဲ့ဂုံတွေကတော့အိမ်ကိုပြန်သွားဖို့ကိုသာရွေးချယ်လိုက်ရပါတော့တယ်ဂုံတွေကစားရီကိုဆုံးရှုံးလိုက်ရလို့မပြောမချိုဖြစ်နေခဲ့ပေမဲ့မိကတော့ပေပေပန်းပန်းဈေးမသွားရပဲတနေ့လုံးစားလိုက်အိတ်လိုက်နဲ့ပျော်ရွှင်နေခဲ့တာပေါ့နောက်တစ်နေ့မှာတော့ဂုံတွေဟာစားရိတ်ချောအိတ်ကိုမိရဲ့ကြောပေါ်မှာနောက်တစ်ကြိမ်တင်ပြီးဈေးကိုသွားရောက်ဖို့ပြင်ဆင်ပါရီပြင်းကြီးတဲ့မြင်းကတော့အရင်နေ့ကလိုပဲအချောင်းခိုဖို့ညှက်စင်တာပေါ့သူတို့မြစ်ကိုရောက်တဲ့အခါမှာမိဟာတလန်းရှိတိုးသွားပြီးဂုံတွေသူ့ကိုမတားနိုင်ခင်မှာပဲသူလဲကျခဲ့တဲ့နေရာမှာပဲထိုင်ချလိုက်ပါရီဒါကြောင့်မို့အရင်နေ့ကလိုပဲမိရဲ့ကြောပေါ်မှာတင်ထားတဲ့စားရီဟာရေထဲမှာနောက်တစ်ချိန်အကြီးပြောသွားခဲ့ပြန်တာပေါ့ဂုံတွေကတော့မိရဲ့အပြုမှုကိုကြည့်ပြီးနေအောင်ဒီမိကတမင်သက်သက်ရေထဲမှာထိုင်ချလိုက်တာလားဘလောက်တောင်ပြင်းတဲ့တလိမ့်ဆန်လဲငါကတော့သူ့ကိုဒီလောက်ကျူးဆိုင်ပေးနေတာကို तू ကငါ့ကိုဒီလိုပြန်ကျေးဇူးဆက်တယ်နေအောင်ပေါ့ဒင်းကိုငါကောင်းကောင်းသင်ခန်းစာပေးရမယ်မိကတော့သူ့အလှုပ်ချောင်မှုအကောင်းဆုံးနည်းလမ်းတစ်ခုကိုတွေးရှိပြီးဆိုပြီးတော့ထင်မှတ်နေကြတာပေါ့ဒါပေမဲ့သူပညာပေးခံရတော့မယ်ဆိုတာကိုတော့မစင်စားမိခဲ့ပါဘူးနောက်တစ်နေ့မနက်မှာတော့ဂုံတွေဟာမိရဲ့ကြောပေါ်မှာ H8 ကိုတင်ခဲ့ပါရီမိငပြင်းကတော့အရင်နေ့ကလိုပဲဖြစ်မဲ့အထင်နဲ့မငြင်းညူခဲ့ပါဘူးဒါပေမဲ့ထူးထူးဆန်းဆန်းအိတ်က8အိတ်ဆိုပေမဲ့
သူဟာလေးလံတဲ့ခံစားချက်မျိုးမရပဲဖြစ်နေတာပေါ့ဒီလိုနဲ့မြစ်ကိုဖြတ်ကူးနေစဉ်မှာမိဟာအရင်နေရာမှာပဲနောက်တစ်ချိန်ချော်လဲပြီးတော့ရေထဲမှာထိုင်ချလိုက်ပါတယ်ဒါပေမဲ့ဒီနေ့မှာတော့ဂုံးသေးဟာသူ့မိကိုဆွဲမတူခဲ့ပါဘူးမိထားဖို့ကြိုးစားတဲ့အခါမှာတော့ရုတ်တရက်ဟိုးဟိုဘူးငါကြောဘာဖြစ်နေရလဲဘာလို့ငါကြောကဒီလောက်တောင်လေးလံနေရတာလဲဂုံးသေးဟာညက်ကောင်းတဲ့သူတစ်ယောက်ဖြစ်ပါတယ်မိကသူ့ကိုနောက်တစ်ချိန်လှည့်စားဖို့ကြိုးစားလိုက်မယ်ဆိုတာကိုသူတည်ထားခဲ့ပါတယ်ဒါကြောင့်ဒီတစ်ခါမှာတော့မိရဲ့ကြောပေါ်မှာစားတင်မဲ့အစားသူကဂွန်းအိတ်တွေကိုတင်ထားခဲ့တာပဲဖြစ်ပါတယ်မိရေထဲမှာထိုင်ချလိုက်တာနဲ့ဂွန်းတွေဟာရေကိုစုပ်ယူပြီးတော့ပိုလေးလံလာခဲ့ပါတယ်ဟာငပြင်းကောမင်းကကိုလှည့်သားလို့ရမယ်ထင်နေတာလားအခုမင်းဒီ H8 နဲ့ဈေးကိုလမ်းလျှောက်သွားပြီးအိမ်ပြန်ရလိမ့်မယ်မိဟာရေထဲမှာဘာဆုံးမှရှိနေဘူးဆိုတာကိုနောက်ဆုံးမှသိရှိသွားခဲ့ပါတယ်သူဟာလေးလံတဲ့ဂွန်းအိတ်ရှိအိတ်ကိုဈေးကိုတည်ဆောင်ပြီးအိမ်ပြန်တည်လာခဲ့ရပါတယ်အဲ့ဒီနေ့ကစပြီးမိဟာရေထဲမှာထိုင်ချဖို့နောက်တကဘဲတော့မှမစောစားတော့ပါဘူးပုံမြင်လေးကတော့ဒီမှာရင်အဆုံးသတ်သွားခဲ့ပါတယ်ခင်ဗျာနောက်ထပ်ဒီဆက်ပြီးသွားခြင်းတဲ့ပုံမြင်လေးကတော့မွေးပြူလေးလို့အမည်ရတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်တခါတော့ကတိုင်းသူပြည်သားတွေရဲ့ချီကင်မျက်နှာမှုညီညိုလေးစားမှုတွေကိုယာထားတဲ့မြင့်မြတ်တဲ့ဘရင်ကြီးတစ်ပါးရှိခဲ့ပါတယ်။သူဟာတိုင်းပြည်အတွင်းဖြစ်ပျက်သမျှကိုသိမြင်နိုင်တဲ့ထူးခြားတဲ့စွမ်းရည်တစ်မျိုးကိုလည်းပိုင်ဆိုင်ထားပါသေးတယ်။ညတိုင်းညသာစားပြီးတဲ့အခါမှာတော့သူရဲ့တစ္ဆာရှိတဲ့အစီကံတစ်ယောက်ကသူ့အတွက်တီးတဲ့ပကံတစ်ချက်ကိုတဲခင်းပေးလေးရှိပါတယ်။အဲဒီပကံထဲမှာဘာပါလဲဆိုတာကိုတော့အဲဒီအစီကံတောင်မသိခဲ့ပါဘူး။ဒီနေ့မှာတော့အစီကံဟာဘရင်ကြီးတုံးဆောင်နေကြအရာဟာဘာလဲဆိုတာကိုစူးစမ်းကြည့်ဖို့စုံဖြတ်လိုက်ပါတယ်။သူပကံကိုဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ကြာနာနာချက်ပြုတ်ထားတဲ့ပြူတစ်ကောင်ကိုတွေ့ရှိလိုက်ရပါတော့တယ်။သူကအသားတစ်ပတ်ကိုကောက်ယူပြီးတော့စားသုံးလိုက်ပါတယ်။အဲဒီအခါမှာပဲဗရင်းမော်ပြမကဒိုပြောဆိုနေတဲ့နေကိုသူကြားလိုက်ရတာပေါ့။သူဟာမိဖုရားရဲ့ပျောက်ဆုံးနေတဲ့လက်စွပ်အကြောင်းပြောနေကြတဲ့စာကလေးတွေရဲ့စကားကိုကြားလိုက်ရတာပဲဖြစ်ပါတယ်။ဟုတ်ပါတယ်တေးထင်းနေတာမမှားပါဘူးအစည်းကခုနကစားသုံးလိုက်တဲ့အစားအစာကြောင့်တိရစ္ဆာန်လေးတွေရဲ့စကားသံတွေကိုနားလည်နိုင်စွမ်းရှိသွားခဲ့တာပါဒါကြောင့်ရေကန်နားကိုမြ мян သွားပြီးမိဖုရားကြီးရဲ့ပျောက်ဆုံးနေတဲ့လက်စွပ်ကိုအမြဲရှာဖွေကသူမစီကိုပြန်လဲအပ်နှံလိုက်ပါတယ်ဘုရင်ကြီးကသူ့ကိုစူးလက်အဖြစ်ဘာလို့ခြင်းလဲမေးတော့အရှင်မင်းကြီးကျွန်တော်မျိုးလိုချင်တာကမြေတစည်းနဲ့ခရီးစိတ်အနှဲငယ်ပါဗျာကျွန်တော်မျိုးခရီးနဲ့ငယ်ထွက်ပြီးကဘာကြီးကိုလှည့်လည်ကြည့်ရှုချင်တာပါဒီလိုနဲ့တလိษံလေးတွေရဲ့စကားကိုနားလည်နိုင်စွမ်းရှိသွားတဲ့အစီကံဟာပျော်ရွှင်စွာနဲ့တောအုပ်ထဲကိုမြင်းစီထွက်ခွာလာခဲ့ပါတယ်နောက်တော့သူဟာပေါင်းမင်းနေကြားမှာအကူကြီးမဲ့နေတဲ့ငါးသုံးကောင်အနားကိုရောက်လာခဲ့ပါတယ်ဟိုးကဲဆိုးလိုက်တာငေါရီဒီလိုနဲ့အကူကြီးမဲ့စွာပြေဆုံးကြရတော့မှာပဲကျင်နာတတ်တဲ့အစည်းကံဟာငါးတွေကိုကောက်ယူပြီးရေထဲကိုပြန်ထည့်ပေးလိုက်ပါတယ်။ကမြရဲ့ကျင်နာမှုကိုကျွန်တော်တို့အမြဲတမ်းအမှတ်ရနေပြီးကျေးဇူးပြန်ဆက်ပါမယ်။အစည်းကံဟာလမ်းတစ်လျှောက်သူခကြီးကိုပဲဆက်လက်ထွက်ခွာလာခဲ့ပါတယ်။ဒီတခါမှာတော့လမ်းပေါ်ကပရက်စိတ်တောင်ကုန်းတစ်ခုကနေပရက်စိတ်တစ်ကောင်ရဲ့အဝေးအတန်ကိုကြားလိုက်ရပါတယ်။ဒါကြောင့်မဲ့သူကအကူကြီးလိုအပ်နေတဲ့ပရက်စိတ်လေးကိုထပ်မံကူညီပေးခဲ့ရပြန်တာပေါ့။ဘီယာနဲ့ဆက်လက်ခကြီးဆက်ခဲ့ရင်တောအုပ်တနေရာမှာမိဘတွေရဲ့ဆွန့်ပစ်ခြင်းကိုခံလိုက်ရတဲ့ကြီးကန်းငယ်နဲ့စုံမိခဲ့ပါတယ်။တနာစရာကြီးကန်းငယ်လေးတွေဟာမျက်စိတငယ်နားတငယ်ဖြစ်နေကြတာပေါ့။စားစရာလည်းမရှာနိုင်သေးတဲ့အရွယ်ဖြစ်တာမို့ဂူညီသူမရှိရင်ဒီအတိုင်းပဲအသက်ဆုံးရှုံးရတော့မှာပါ။ဒါနဲ့အစည်းကံဟာသူစည်းလာတဲ့မြင်းကိုဇီဝင်ချုပ်ပေးလိုက်ပြီးကြီးကန်းငယ်၃ကောင်အတွက်ရိတ်ခါဖြစ်စီခဲ့ပါတယ်။ကြီးကန်းလေးတွေကလည်းအစည်းကံယောက်ျားရဲ့ကြီးမားတဲ့စေတနာကိုအယံမဲလေးစားကျေးဇူးတင်မိနေခဲ့ကြတာပေါ့ဒီလိုနဲ့ခရီးဆက်ထွက်ခဲ့တဲ့အစည်းကံဟာမြို့ကြီးတစ်မြို့ကိုရောက်ရှိခဲ့ပြီးအဲဒီမှာဘရင်ကြီးရဲ့ကြီးညာသူတယောက်ကလူအုပ်ကြီးကိုကြီးညာချက်တစ်ခုထုတ်ပြန်နေခဲ့ပါတယ်သူရဲ့ကြီးညာချက်ထဲမှာတော့ဘရင်ကြီးရဲ့ခက်ခဲနက်နဲတဲ့စမ်းသပ်မှုကိုလှုပ်ဆောင်နိုင်သူဟာမင်းသမီးလေးကိုလက်ထပ်ခွင့်ရမှာဖြစ်ပြီးမအောင်မြင်ခဲ့ပါကအသက်ဆုံးရှုံးရမှာဖြစ်ကြောင်းအတီးအလင်းပေါ်ပြထားပါတယ်ဒါကိုကြားလိုက်ရတဲ့အစည်းကံဟာဘရင်ကြီးစီသွားပြီးသူသမီးတော်ကိုလက်ထပ်ခြင်းကြောင့်ရှောက်တင်ပါတော့တယ်။အစည်းကံကိုလေတသိန်းမော်တင်ပြီးပင်လယ်ပြင်အလဲကိုခေါ်ဆောင်သွားခဲ့တာပါ။ဘရင်ကြီးကတော့ဗိုလ်ကြီးရဲ့လေတသိန်းနဲ့
အတူလိုက်ပါခဲ့ပါရီအဲ့ဒီနောက်ဘရင်ကြီးဟာသူ့ရဲ့လက်စွပ်ကိုရေထဲကိုပြစ်ချလိုက်ပြီးမင်းလက်စွပ်မပါပဲရေထဲကပြန်တက်လာခဲ့ရင်ချက်ချင်းပဲဇီဝိချုံငင်းရလိမ့်မယ်ဆိုပြီးတော့ပြောလိုက်ပါရီတုံလို့ပြီးတော့အကူကြီးမဲသွားတဲ့စီကံဟာရေထဲကိုလမ်းကြည့်ရင်ဘာလို့ဘာခံရမှမသိဖြစ်နေတော့တာပေါ့အဲ့ဒီချိန်ဒူကူညီခဲ့မှုတဲ့ငါးသုံးကောင်ဟာရေမျက်နှာမြေပေါ်ကိုတက်လာပြီးသူ့ရဲ့ခြေရင်းမှာခရုဝင်တစ်ခုချထားပေးခဲ့ပါတယ်ဘီယာနဲ့အသေးခံကိုပြုံးပြပြီးတွက်ခွာသွားခဲ့တာပေါ့အသေးခံဟာခရုဝင်ကိုဖွင့်ကြည့်လိုက်တဲ့အခါလက်စွပ်ကိုတွေ့ရှိခဲ့ပါတယ်သူဟာပျော်ရွှင်စွာနဲ့ဘရင်ကြီးစီကိုယူဆောင်သွားခဲ့တာပေါ့ဒါပေမဲ့အသေးခံနဲ့လက်ထက်ရမှာကိုမနစ်မြို့တဲ့မင်းသမီးလေးကတော့ဒေါသထွက်နေခဲ့ပြီးအသေးခံနဲ့လက်မတက်ခင်နောက်ထပ်အလုပ်တစ်ခုကိုပြီးမြောက်အောင်လှုပ်ဆောင်ဖို့တောင်းဆိုခဲ့ပါရီဒေါသထွက်နေတဲ့မင်းသမီးလေးဟာအသေးခံကိုဥယျာဉ်စီခေါ်ဆောင်သွားပြီးပြောင်းစေးအိတ်ဆဲအိတ်ကိုနေရာအနှံ့ကျဲပြန်လိုက်ပါရီမနှက်ပြမနဲ့နေမထွက်ခင်မှာဒီစီရီအားလုံးကိုတစည်းမကြံပြန်ကောက်ထားရမယ်တညတော့မှလိုက်လံရှာဖွေကောက်ယူဖို့ဆိုတာမဖြစ်နိုင်တာမို့ဒီတကာမှလည်းအသေးခံတယောက်လက်မိုင်ချနေရပြန်တာပေါ့ဒီလိုနဲ့ညအချိန်ကုန်လွန်ပြီးသွားချိန်မှာတော့သူ့ရဲ့မျက်လုံးကိုဖွင့်ကြည့်လိုက်ရမှာပြောင်းအိတ်စဲအိတ်လုံးအပြည့်ဖြစ်နေတာကိုတွေ့ရှိလိုက်ရပါတယ်ဘဝစိတ်ထောင်ပေါင်းများစွာကိုပြုံးရွှန်နေတဲ့ဘဝစိတ်ဘရင်ကဥဆောင်နေခဲ့တာပါဒီလိုနဲ့သူ့ရဲ့အလုပ်ကိုအချိန်မီပြီးသီးသွားခဲ့ပေမဲ့မင်းသမီးလေးရဲ့နှလုံးသားကတော့အစီခံအတွက်အဆင်သင့်မဖြစ်သေးပါဘူးဒါကြောင့်မို့နောက်ဆုံးအနေနဲ့တက်ဆောင်အပင်ကရွှေပန်းသီးတစ်လုံးကိုယူဆောင်လာဖို့စီခိုင်းလိုက်တာပေါ့တက်ဆောင်အပင်ဆိုတာဟာအရန်ကိုဝေးကလွန်ပြီးလူသူမရောက်နိုင်တဲ့နေရာမှာရှိနေတာမို့အစီခံလဲရွှေပန်းသီးကိုရှာဖွေဖို့တိုင်းပြည်ကထွက်ခွာလာခဲ့ပါရီခရီးရှည်ထွက်ရင်းမောပန်းလာတာကြောင့်သူဟာတစ်ပင်တစ်ပင်အောက်မှာအနားယူဖို့ဆုံးဖြတ်ပြီးမျက်လုံးတွေကိုမှိတ်ထားလိုက်ပါရီမျက်လုံးပြန်ဖွင့်လိုက်တဲ့အခါမှာတော့ကြီးရန်ငယ်သုံးကောင်သူ့ရူးပေါ်မှာထိုင်နေပြီးရွှေပန်းသီးတစ်လုံးကသူ့ဘိုက်ပေါ်မှာတင်ထားတာကိုတွေ့ရှိခဲ့ပါရီကျွန်တော်တို့ကအသင်တစ်ချိန်ကကဲခဲ့ဘူးတဲ့ကြီးကန်းငယ်3ကောင်ပါပဲဒါဟာအသင်အတွက်ကျွန်တော်တို့ကဘာအဆုံးထိပြန်တန်းရယူလာခဲ့တဲ့ရွှေပန်းသီးပါအသင်လိုချင်တဲ့မင်းသမီးလေးနဲ့ပေါင်းဖက်နိုင်ပါစေလို့လည်းကျွန်တော်တို့ဆုတောင်းပေးလိုက်ပါတယ်ဒီလိုနဲ့မင်းသမီးလေးရဲ့နောက်ဆုံးဆန္ဒကိုပြီးမြောက်အောင်လုပ်နိုင်ခဲ့တဲ့အစည်းအဝေးဟာပန်းသီးကိုမင်းသမီးလေးစီပြန်ယူဆောင်သွားခဲ့တာပေါ့ရွှေပန်းသီးကိုမြင်လိုက်ရတဲ့မင်းသမီးလေးဟာအစည်းအဝေးကိုကြွေဆင်းသွားခဲ့ပါတော့တယ်သူမပန်းသီးကိုနှစ်ပိုင်းပိုင်းပြီးအစည်းအဝေးနဲ့တယောက်တစ်ချမ်းစီစားသုံးပြလိုက်ပါတယ်အဲဒီနောက်မှာတော့နှစ်ယောက်သားလက်ထက်ဒိမ်းများခဲ့ကြပြီးထာဝစဉ်ပျော်ရွှင်သွားနေထိုင်သွားကြပါတော့တယ်ပုံမြင်လေးကတော့ဒီမှာရင်အဆုံးသတ်သွားခဲ့ပါတယ်ခင်ဗျာနောက်ထပ်တိဆက်ပြီးသွားခြင်းတဲ့ပုံမြင်လေးကတော့စီလုံးချစ်တီအင်အားလို့အမည်ရတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်တခါတော့ကတောနယ်ကြီးထဲမှာကျွဲကြီးလေးကောင်နေထိုင်ခဲ့ကြပါတယ်သူတို့ဟာချစ်ချစ်ခင်ခင်စီစီလုံးလုံးနေထိုင်ခဲ့ကြတာကြောင့်တခြားသားရဲ့တလိษံတွေဟာသူတို့ကိုရံမပြူရဲကြပါဘူးအဲဒီတလိษံတွေထဲမှာကြားကြီးတစ်ကောင်လည်းပါဝင်ခဲ့ပါတယ်ကြားကြီးကကျွဲတွေကိုတိုက်ခိုက်ဖို့ကြံစီတဲ့အခါတိုင်းသွားတူလာတူစားတူကျွဲလေးကောင်ကြောင့်တစ်ချိန်တစ်ခါလေးတောင်သူ့အကြံစီမအောင်မြင်ခဲ့ပါဘူးတနေ့မှာတော့ကျွဲတငယ်ချင်း၄ယောက်ဟာအစီအစဉ်တစ်ခုရေးဆွဲခဲ့ကြပါတယ်တငယ်ချင်းတို့နားထောင်ကြပါတစ်ဖက်ကမြက်ခင်းပြင်ကမြက်တွေကပိုရတာရှိတယ်လို့ငါကြားဘူးတယ်ဒီနေ့နေ့လေသားအတွက်အဲ့ဒီကိုသွားကြရင်မကောင်းဘူးလားအိုးဟုတ်သားပဲငါတို့တွေသွားသေးတယ်ဒါဆိုရင်ဘာလို့ငါတို့တွေစကားပြောနေကြသေးတာလဲသွားကြစို့လေဒီလိုနဲ့သူတို့အားလုံးမြက်ခင်းပြင်စီကိုအတူတကွထွက်ခွာသွားခဲ့ကြပါရီကနာဒါလမ်းလျှောက်ပြီးသွားချိန်မှာတော့သူတို့ဟာမြက်ခင်းပြင်ကိုရောက်ရှိသွားကြတာပေါ့လမ်းတစ်လျှောက်လုံးလမ်းလျှောက်လာခဲ့ရတာကြောင့်သူတို့ဟာအလွန်မင်းကိုစာလောင်နေခဲ့ကြပါရီသူတို့တွေစားတော့ဖို့ဟန်မြင်လိုက်ရှင်မှာပဲသူတို့တွေကတယောက်ကပြောလိုက်ပါရီဒီလိုလုပ်ကြရအောင်ငါတို့တွေစားနေတော့ဝတ်ထုတ်ကောင်ကဒီမှာရက်ပြီးငါတို့ကိုစောင့်ကြည့်ပေးနေပါသေးဟောဒီလိုတော့မလုံးနဲ့လေကွာဘာလို့ငါကနောက်မှစောင့်နေရမှာလဲငါလည်းစားနေတာပဲမဟုတ်ဘူးလေတကယ်ချင်းမင်းစားရင်အချိန်ကြတယ်လေငါတို့စားပြီးမှမင်းစားပေါ့မင်းစားနေတော့ငါတို့ကတလဲပြန်ပြီးစောင့်ပေးမယ်လေကွာဒီလိုနဲ့၄ယောက်သားတယောက်တစ်ပေါက်ပြောဆိုကြရင်အချင်းချင်းရန်ဆောင်လာခဲ့ကြတာပေါ့အဲဒီချိန်ကြားကသူတို့နောက်ကိုတစ်ချိန်လုံးလိုက်ချောင်းနေခဲ့တယ်ဆိုတာကိုတော့သူတို့တွေမသိခဲ့ကြပါဘူးကြားကြီးလိုချင်တာကတော့သူတို့တငယ်ချင်း၄ယောက်အခုလိုစိတ်ဝမ်းကွဲပြီးတယောက်တခြားစီခွဲနေကြဖို့ပါပဲဒါကြောင့်သူကမျက်ပင်နေနောက်ွယ်မှာဘုံအောင်ပြီးမျက်ချီမပြတ်စောင့်ကြည့်နေခဲ့တာပေါ့
တငယ်ချင်းလေးယောက်တယောက်နဲ့တယောက်ခွဲခွာသွားကြတာနဲ့ဂျာဟာသူတို့နောက်ကိုလိုက်ပြီးတယောက်ပြီးတယောက်ခုံအုပ်ကသူတို့အားလုံးကိုအမဲလိုက်ရှင်းလင်းပြလိုက်ပါတော့တယ်။ကျွဲလီကောင်အတူတကွရှိနေခဲ့တဲ့အချိန်တစ်လျှောက်လုံးဘယ်သူမှသူတို့အနားကိုကောက်ဝင်ခြင်းမရှိခဲ့ပါဘူး။ဒါပေမဲ့သူတို့တွေရန်ပြစ်လိုက်တာနဲ့တယောက်တခြားစီဖြစ်သွားခဲ့ကြပြီးအဲ့ဒါကပဲသူတို့ရဲ့အသက်ကိုဆုံးရှုံးစေခဲ့ပါတယ်။ပုံမြေလေးကတော့ဒီမာတွေအဆုံးသတ်သွားခဲ့ပါတယ်။စီလုံးချင်းဒီအင်အားဆိုတဲ့ခေါင်းစဉ်အတိုင်းဘလောက်ပဲအင်အားနေတဲ့တတ္တဝါဖြစ်ပါစေအချင်းချင်းစီလုံးလုံးရှိကြမယ်ဆိုရင်ဘလို့ဘေးရန်ရဲ့မျိုးကိုမဆိုရင်ဆိုင်ကြော်လွားနိုင်ကြောင်းစီလုံးမှုမရှိရင်တော့နေချင်းညာချင်းဒုက္ခအကြီးကျယ်ရောက်သွားနိုင်ကြောင်းကိုပြသပေးထားတဲ့ပုံမြင်ကောင်းလေးတစ်ခုပဲဖြစ်ပါတယ်။နောက်တစ်ဆက်ပေးခြင်းတဲ့ပုံမြင်လေးကတော့တစ်တာတွေကမင်းသမီးလေးလို့အမည်ရတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်။ရှေးရှေးတုန်းကမိဖုရားတိုင်းပြည်မှာလှပတဲ့မင်းသမီးလေးတစ်ပါးနေထိုင်ခဲ့ပါတယ်။မင်းသမီးလေးဒီမှာပါအသည့်တော့ပန်းဒီပိုင်မို့လေးအခုပဲဖုတ်လို့ပြီးစီပါပြီ။ဆိုတော့ကဲကြီးအသင်ကကဘာပေါ်မှာအကောင်းဆုံးပန်းဒီပိုင်မုံကိုလုံနိုင်တာပဲ။ကျေးဇူးပြုပြီးတော့ကျမရဲ့အခန်းထဲကိုယူလာပေးပါနော်။ကျမတကယ်ချင်းတွေကိုမီးစမ်းစေခြင်းလို့ပါ။ငါသမီးတော်တို့ကအလှပဆုံးလဲသွဲကိုလိုချင်တယ်။ဒါလေးဆိုရောရှင်မကြီးကျွန်တော်မျိုးဖလေးပြားကနေပြန်လာတော့ကဒီလဲသွဲကိုယူဆောင်လာခဲ့တာပါ။ဒီလဲသွဲနဲ့ live ဖတ်သူဟာမင်းသမီးလေးကလွယ်လို့မရှိနိုင်ပါဗျာ။ဝိုးဒါကတိတ်ကိုလှပလွန်းတာပဲ။လာငါတို့တွေကိုယ်တိုင်သူ့ကိုသွားပေးကြရအောင်။အရှင်မင်းသမီးရဲ့ပန်းနီပိုင်မို့ရပါပြီ။ကျေးဇူးတင်ပါတယ်။ပန်းနီပိုင်မို့လေးကိုစားသုံးလိုက်ခြင်းမှာပဲမင်းသမီးလေးဟာနှစ်ကြိုက်သတိလစ်မေမျောသွားခဲ့ပါရီ။ဘယ်စရာမှသူမပြန်လဲနိုးထအောင်မလုပ်နိုင်ခဲ့ကြပါဘူး။သူမလာပေါင်းများစွာသူမအခန်းဆောင်ထဲမှာဖြူဖြော်ပြီးတော့အသက်မဲသလောက်ဖြစ်နေခဲ့ပါပြီ။တခါတရံမှာတော့သူမဟာတခုခုကိုပြောဖို့ကြိုးစားရင်းနာကျင်နေဖို့ရပြီမဲ့သူမမျက်လုံးတွေကိုတော့ဘယ်တော့မှဖွင့်မလာခဲ့ပါဘူး။ဒီနေ့မှာတော့သူမကရှင်သက်ချင်းနဲ့တေဆုံးချင်းကြားထဲမှာလမ်းမြောက်နေတာပဲ။သူမရဲ့စိတ်ဝင်ခြင်းကိုကာကွယ်ဖို့မြင့်မြတ်တဲ့အဆောင်လေးနဲ့အတူတေတာတစ်လုံးနဲ့မှထည့်ထားလိုက်ပါ။ဒီလိုနည်းနဲ့ဆိုရင်တော့သူငါတို့စီကိုပြန်လာကောင်းပြန်လာနိုင်လိမ့်မယ်။ဒါနဲ့ဘီရင်ကြီးဟာမင်းသမီးလေးအတွက်ငွေရည်တစ်သားရည်ရောဆက်ထားတဲ့တစ်တာတစ်လုံးကိုပြုလုပ်စေပြီးညာတိုင်းစစ်သားတစ်ယောက်ကိုစောင့်ကြပ်စေခဲ့ပါရီ။ဒါပေမဲ့ညာသောစစ်သားတိုင်းဟာမင်းသမီးလေးရဲ့အိတ်ဆက်ရေးညှီးညူနေတဲ့အတန်ကြောင့်ဘယ်သူမှတညထပ်ဖို့မဆောင်နိုင်ကြပါဘူး။တရက်မှာတော့အီဖန်လိုအမည်ရတဲ့ရဲရင်နဲ့စစ်သားတစ်ယောက်မင်းသမီးလေးအိတ်ဆောင်ကိုစောင့်ကြပ်ဖို့တာဝန်ပေးခံခဲ့ရပါရီ။အဲဒီညမှာပဲအီဖန်တစ်ယောက်မင်းသမီးလေးရဲ့အခန်းဆောင်ထဲကိုဝင်သွားခဲ့ခြင်းမှာတခြားသောစစ်သားတွေလိုပဲမင်းသမီးလေးရဲ့ညှီးညူတန်းကိုကြားခဲ့ရတာပေါ့။ဒါပေမဲ့ရဲရင်ပြီးတော့ဂျေနာတနာတဲ့အီဖန်ဟာထွက်ပြေးမသွားပဲမင်းသမီးလေးရဲ့အတန်ထဲကနာကျင်မှုကိုရင်းစာပေးနိုင်တာပေါ့။ဘာဖြစ်တယ်လဲအီဖန်မင်းမင်းညကမင်းသမီးအခန်းဆောင်ထဲကနေအော်ဟစ်ပြီးတော့ထွက်မလာခဲ့ဘူးပဲ။ဒီလိုမျိုးတနာစရာကောင်းတဲ့မင်းသမီးလေးကဘသူ့ကိုများထိရအောင်လုပ်နိုင်မှာမို့လဲ။ဒီလိုမျိုးနာကျင်မှုဒီလိုမျိုးအကူအညီမဲမှုမျိုးကိုခံစားနေရတာမင်းသမီးလေးကိုကူညီဖို့ငါတို့တွေလုံနိုင်တာတခုမှမရှိဘူးလား။တိုင်းပြည်တွေကရောတိုင်းပြည်ပြင်ကပါဆရာဝန်တိုင်းစူးစမ်းကြည့်ပြီ။တခုတော့ရှိရမှာပဲလေ။သူမငါတို့ကိုတခုခုပြောဖို့ကြိုးစားနေတာ။အဲ့ဒါဘာလဲဆိုတာကိုငါတို့သိရင်တနည်းနည်းနဲ့ငါတို့သူ့စိတ်ထဲကိုဝင်နိုင်ခဲ့ရေပေါ့။အေးငါပြောရအောင်မေ။ငါဖို့ကလူတွေရဲ့အတွင်းကြဆုံးအတွေးတွေကိုဖတ်နိုင်တဲ့မော်စရာကြီးတယောက်အကြောင်းကိုပြောပြခဲ့ဘူးလေ။ဒါဆိုဘာလို့ငါတို့သူ့ကိုတွားမခေါ်ကြတာလဲ။ဒန်နိုင်ရောသူကလူရဲ့စိတ်တွေကိုစားဖတ်တဲ့အခါမှာလောဘအတ္တနဲ့အမောင်တို့တွေကိုအများကြီးမြင်ခဲ့ရလို့တော့အုပ်ထဲကိုအနားယူသွားပြီးသူ့ရဲ့မော်ပညာတွေအားလုံးကိုစွန့်လွတ်ခဲ့တယ်လို့ဆိုတယ်။သူဘယ်မှာရှိလဲဆိုတာကိုတော့ဘယ်သူမှမသိဘူး။မင်းဘိုးကခီးသွားတယောက်လား။မဟုတ်ဘူး။ဒါဆိုရင်တော့ဒီမော်ဆီယာကငါတို့တိုင်းပြည်ရဲ့နီးနားလေးမှာနေခဲ့ပုံများတယ်။တခြားကဘာတစ်ခုမှမဟုတ်တော့ဘူး။အဲ့လိုမဟုတ်ဘူးဆိုရင်မင်းဘိုးသူ့အကြောင်းကိုကြားဘူးမှမဟုတ်ဘူးလေ။သူတို့တွေပြောဆိုနေကြရင်အီဖန်နဲ့သူ့ရဲ့အပေါင်းပါတွေဟာစိတ်ဖက်နိုင်တဲ့မော်ဆီယာကြီးစီကိုတွားရောက်ရှာဖွေဖို့ဆုံးဖြတ်ချက်ချလိုက်ကြပါရီ။တို့ထဲမှာငါသိတယ်လို့ဘယ်သူမှမရောက်ဘူးတဲ့နှက်ဆိုင်တဲ့အပိုင်းတစ်ခုရှိတယ်။အဲ့ဒီအပိုင်းမှာကြီးမားပြီးတော့အလွန်တရာအစိပ်ပြင်းတဲ့မွေကြီးတွေအင်းဆက်တီနဲ့ပြည့်နေနေတယ်လို့လူတွေကပြောကြတယ်။ဒါဆိုရင်တော့ကောင်းတာပေါ့။ငါကတစ်ပေတက်ကျွမ်းနေသူပဲ။ပြီးတော့ငါတို့စစ်သားတွေကတန်ရက်ကအုပ်စုံနေနဲ့လက်အိတ်တွေကိုဝေ့စေနိုင်တယ်။တွားကြစို့တငယ်ချင်းတို့ဒီလိုနဲ့သူတို့တွေတောအုပ်ထဲကိုရောက်သွားကြပါတယ်။ဒါပေမဲ့သူတို့ဟာစိတ်ဖက်နိုင်တဲ့မော်ဆီယာကြီးရဲ့ဒီနေရာကိုတော့မစုံစမ်းနိုင်ခဲ့ကြပါဘူး။
နေအိုမင်းတို့မီးအိုးနဲ့ရလားဟိုမှာအိတ်တလုံးရှိတယ် ဒါပေမဲ့ငါတို့အဲ့ဒီကိုဘလို့သွားကြမလဲ ငါတို့မဟုတ်ဘူးငါအဲ့ဒီကိုသွားမယ် မင်းကိုတယောက်တည်းသွားကောင်မပြုတ်နိုင်ဘူးမင်းတည်သွားလိမ့်မယ်အီဖန် မင်းတို့နေရာလုံးဒီကျိုးနဲ့ငါ့ကိုဆွဲထားပြီးရင်တော့ငါအသက်ရှင်နိုင်ကြီးများမှာပါငါတယောက်တည်းသွားမှာမင်းတို့ကိုအနေရမပြည့်စေချင်ဘူးဒီလိုနဲ့အီဗန်တယောက်တကယ်ကြီးစစ်သားတွေရဲ့အကူအညီနဲ့အတူအိမ်ထဲကိုအောင်မြင်စွာဝင်ရောက်နိုင်ခဲ့ပါရီ မင်းဘာတူလဲဒီကိုဘလို့ရောက်လာတာလဲ ကျွန်တော်တို့မင်းသမီးကိုကူညီဖို့အသင့်ကိုလိုအပ်ပါတယ် ငါမော်ပညာတွေကိုနောက်တစ်ချိန်ဘယ်တော့မှထပ်အသုံးပြုမှာမဟုတ်တော့ဘူးမင်းတို့ကဘာကအတ္တနဲ့ရက်ဆက်မှုတွေပြည့်နှက်နေတယ်ငါအဲ့ဒီကိုပြန်မသွားတော့ဘူး အကူအညီလိုအပ်နေသူကိုမကူညီတဲ့အသင်ကမှအတ္တဆန္ဒမဟုတ်ဘူးလားအသင်စိတ်ဖက်နိုင်တယ်မလားဒါဆိုရင်ကျွန်တော်စိတ်ထဲကိုကြည့်ပြီးအတ္တတစ်ခုတွေ့မလားလို့ကြည့်လိုက်ပါကျွန်တော်အသင်ကိုစိန်ခေါ်တယ်ဘဝမှာကျွန်တော်လုပ်ဖို့တဲ့အတ္တဆန်တဲ့အရာတွေကိုပြောပြမယ်ကျွန်တော်တခါကကျွန်တော်ကိုရဲ့ခုကြီးကိုခိုးခဲ့ဘူးတယ်ပြီးတော့ကျွန်တော်10နှစ်သားတော့မှအိမ်သာပြီးပြီလို့တခါလိမ့်ခဲ့ဘူးတယ်ကဲအခုအသင်ပါမလဲ ငါအတ္တကင်းမဲမှုကိုမြင်နေမင်းကစားလောင်နေတဲ့ခွေးတစ်ကောင်ကိုကျွေးဖို့မင်းအကိုရဲ့ကုကီးကိုယူခဲ့တာပဲပြီးတော့မင်းကတညာလုံးနေမကောင်းဖြစ်နေတဲ့မြင်းကိုပြုစုနေလို့အိမ်စာမပြီးရရတာပဲ ဟိုးအသင်ကတကယ်ပဲစိတ်ဖက်နိုင်သူတယောက်ပဲကဲအခုကဘာပေါ်မှာရှိတဲ့လူတိုင်းအတ္တကြီးတကူကောင်းဆန်မနေဘူးဆိုတာကိုအသင်ယုံပြီမလားဒါဆိုအသင်ကျွန်တော်နဲ့လိုက်ခဲ့မှာလား ဟုတ်ပါပြီငါလိုက်ခဲ့ပါမယ် ဒါဆိုကျွန်တော်တကယ်ချင်းတွေကိုကျွန်တော်တို့ကိုဆွဲတင်ပေးဖို့ပြောလိုက်မယ်လी မလိုပါဘူးငါမှဓာတ်လီကရှိတယ် ဘလို့ဒါတော့အသင်ကအသင်လီလာလေတဲ့သူတွေကိုဒီချိုင်ဝမ်းတွေကိုကျိုးနဲ့ဆင်းခိုင်းပြီးတည်ချင်းတရားကိုစိန်ခေါ်ခိုင်းတယ်ပြီးတော့အသင်ကတခြားသူတွေကအထာကြီးတယ်လီရက်ဆက်တယ်လီလည်းပြောနေသေးတယ် ဒါကတော့ငါကလူတွေနဲ့ခက်ခဲခဲနေခြင်းလို့လေအဲ့ဒါကြောင့်ငါဒီဘယ်သူမှမလာရဲအောင်လှုပ်ထားရတာပေါ့ ဒီလိုနဲ့သူတို့တွေနန်းတော်စီကိုရောက်သွားခဲ့ကြပါတယ်မင်းသမီးလေးကအဆုံးပြုစားခံထားရတာပဲသူမကရှင်နန်းချင်းနဲ့တေဆုံးကြီးချားထဲမှာတဝဲလေလေနဲ့လမ်းပြောင်းနေရတယ်သူမရဲ့စိတ်ဝိညာဉ်ကအနက်ရောင်ပစ္စလက်ကြောက်တလင်းလုံးတစ်ခုထဲမှာပိတ်မိနေတယ် ငါသမီးကိုဘယ်သူကဒီလိုလှုပ်တာလဲဒါဆိုသူမပြန်ကောင်းလာအောင်ဘယ်လိုလုပ်ရမလဲနီလန်းကတော့ရှိပါတယ် သူမကိုထိန်းချုပ်ထားတဲ့အနက်ရောင်ပစ္စလက်ကြောက်ကိုချိုးပြတ်ဖို့ပါပဲ ဒါဆိုအဲ့ဒီပြစ်စလက်ကြောက်ကဘယ်မှာလဲ သူမမသိဘူးသူမမသိတဲ့အရာကိုကျွန်တော်မျိုးလည်းမသိနိုင်ပါဗျာအရှင်မင်းကြီးကျွန်တော်မျိုးကိုအရှင်နဲ့တီးတန့်စကားပြောခွင့်ပြုပါဗျာအရှင်မင်းသမီးလေးကိုအခုလိုဖြစ်အောင်လုပ်ကြံတဲ့သူဟာနန်းတော်လေးကပဲဖြစ်နိုင်ပါတယ်ဒါကြောင့်မော်ဆရာကြီးကိုဒီမှာရှိတဲ့လူတိုင်းရဲ့စိတ်ထဲကိုဝင်ဝန်းပြုပေးလိုက်ပါနေဦးကောင်လေးနန်းတော်တွေကလူတွေနဲ့ဆိုရင်ဒါရက်တွေအများကြီးကြာသွားနိုင်တယ်ဒီလိုနဲ့ရန်နှဲငယ်အကြာမှာတော့အီဗန်တယောက်ဘရင်ကြီးစီကိုပြန်လာခဲ့ပါရီမင်းသမီးလေးကိုအကောက်ကျန်သူကတော့တခြားမဟုတ်ပဲဘရင်ကြီးရဲ့လူအောင်တော်ရေမွန်ပါ ဘောရင်းမူအသင်ဘာလို့ဒီလိုလုပ်ရတာလဲအသင်သူ့ကိုသမီးတယောက်လိုချစ်ခဲ့တာလေ အရှင်မင်းကြီးကျုံအကြမ်းမစစ်တဲ့တယောက်ကိုအသင်ကဘလို့ယုံကြည်နိုင်ရတာလဲပြီးတော့ဘာလို့လဲဟုတ်လားအရှင်ကမင်းသမီးကိုသမီးတယောက်လိုကျွန်တော်ကိုချစ်စေခြင်းနဲ့ဒါပေမဲ့အရှင်ကရောကျွန်တော်သားကိုအရှင်သားတယောက်လိုချစ်ခဲ့ဖို့လို့လားကျွန်တော်သားကသူမနဲ့အတူစားတင်ပြီးတော့လေ့ကျင့်ခဲ့တာသူမတက်လည်းအရာရာမှာတာလွန်ကြောင်းတက်တည်ပြခဲ့ပြီးသားဒါပေမဲ့အရှင်ကတော့အရှင်သမီးတော်ကိုပဲထိနှက်ဆက်ခံစေခြင်းတာပဲဒါကြောင့်ကျွန်တော်သူမကိုလမ်းပေါ်ကနေဖယ်ရှားဖို့ဆုံးဖြတ်ခဲ့လိုက်တာကျွန်တော်သူမကိုပေးခဲ့တဲ့ပစ္စလက်လေဆွဲနဲ့သူမရဲ့စိတ်ဝိညာဉ်ကိုဒီပစ္စလက်ကြောက်တလင်းလုံးထဲမှာအကျဉ်းချထားခဲ့တာ ငါမင်းကိုယုံကြည်ခဲ့တဲ့ရေမွန် ဟောဖို့အသင်မယုံကြည်ခဲ့ပါဘူးအသင်ကျွန်တော်ကိုဘယ်တော့မှလှုပ်ဝက်ဆွေးနွေးမှုတွေမှာပေါအောင်ကိုမပေးခဲ့ဘူး ငါမင်းကိုမယုံကြည်လို့မဟုတ်ဘူးဘရင်တစ်ပါးအနေနဲ့ငါနဲ့တယောက်တည်းစကားပြောချင်တဲ့တခြားသောလောက်အောင်ငယ်သားတယောက်ရဲ့ဆန္ဒကိုလေးစားဖို့ကငါတောင်းဝန်ဖြစ်လို့ပဲရေမွန်ငါမိသားကိုနားလေတယ်လို့ထင်ရခဲ့တာအီဗန်ပြစလက်ကြောက်ကိုဖျက်ဆီးပစ်လိုက်တော့ ဒါနဲ့ပဲပစ္စလက်ကြောက်တဲ့ကမင်းသမီးလေးရဲ့စိတ်ဝိညာဉ်ဟာပြန်ထွက်လာခဲ့ပြီးရေမွန်ရဲ့စိတ်ဝိညာဉ်ကတော့ပစ္စလက်ကြောက်တုံးထဲမှာအချင်းချကန်လိုက်ရပါတော့တယ်အားလုံးပြီးစီးသွားချိန်မှာတော့အီဗန်တယောက်ရေမွန်ကိုသူ့ဘလို့အမိဖမ်းနိုင်ခဲ့ပုံကိုရှင်းပြခဲ့ပါတော့တယ်မော်ဆီယာကမင်းသမီးရဲ့စိတ်ဝိညာဉ်ကိုချီယာခံမှုစတင်ပြင်ဆင်တယ်လေ
ဒီတိုင်းပြည်ရဲ့နယ်နိမိတ်တွင်းမှာရှိနေသည်သူကမင်းသမီးလေးရဲ့စိတ်ဝိညာဉ်တည်ရှိရာအနှံ့ရောင်ပစ္စလက်ကြောင့်နဲ့ဆက်သွယ်နိုင်တယ်။လောက်ကျန်သူကတေချာပေါက်အကြောက်လွန်ပြီးလှုပ်ရှားတော့မယ်ဆိုတာကိုကျွန်တော်သိနေပါတယ်။ဒါကြောင့်မို့ကျွန်တော်ရဲ့ရဲဘော်တွေကိုနေဆက်အားလုံးမှာတန်တရားဖြစ်ပွဲလှုပ်ရှားမှုတစ်ခုခုကိုလှုပ်ဝက်ဆောင်ကြည့်ခိုင်းထားလိုက်ပါတယ်။အဲ့ဒီနီးနဲ့ပဲကျွန်တော်တို့အရှင်မင်းကြီးနဲ့အရှင်မင်းကြီးရဲ့အတိုင်းမေခံကိုရှာတွေ့ခဲ့တာပေါ့။ဒီလိုနီးနဲ့ပဲကျွန်တော်မျိုးတို့အရှင်မင်းကြီးရဲ့အတိုင်းမေခံရဲ့ကောက်ကျစ်မှုကိုရှာဖွေတွေ့နိုင်ခဲ့တာပါ။ဒီလိုနဲ့ပဲအီဖန်တယောက်သူ့ရဲ့ရဲရဲမှုဉာဏ်ပညာကြီးမားမှုနဲ့အတူဘယင်မင်းကြီးနဲ့မင်းသမီးလေးကိုကာကွယ်နိုင်ခဲ့တာဖြစ်ပြီးသူဟာဂုံမှုဆောင်စစ်တဲ့တော်တယောက်ဖြစ်လာခဲ့ပါတော့တယ်။ပုံမြေလေးကတော့ဒီမာရင်အဆုံးသတ်သွားခဲ့ပါရခင်ဗျာ။နောက်တစ်တစ်ဆက်ပြီးသွားခြင်းတဲ့ပုံမြေလေးကတော့ဝဝဝင်ကြီးနဲ့တငယ်ချင်းနှစ်ယောက်အမိရတဲ့ပုံမြေလေးပဲဖြစ်ပါရီ။တကားတော့ကရွန်နဲ့ဂျွန်းဆိုတဲ့တငယ်ချင်းကောင်းနှစ်ယောက်ဟာအတူတကွခရီးထွက်ပြီးကဘာကြီးကိုလှည့်ပတ်ကြည့်ရှုဖို့ဆုံးဖြတ်ခဲ့ကြပါရီ။ခရီးတွေထွက်ကြရင်တရက်မှာတော့တောအုပ်ကြီးတစ်ခုတည်းကိုရောက်သွားကြတာပေါ့။တောဟာအလွန်ပဲထူထပ်တာကြောင့်အနေရှိတဲ့အရာမှန်သမျှအချိန်မီသူတို့အပေါ်တက်ရောက်နိုင်တဲ့ဆိုတာကိုလည်းတည်ထားကြပါရီ။ဒါကြောင့်သူတို့ဟာဘလို့အနေရမျိုးမှမဆိုစီစီလုံးလုံးအတူတကွရှိနေကြမယ်လို့တယောက်နဲ့တယောက်ဂရီးပေးခဲ့ကြတာပေါ့။အဲဒီချိန်မှာပဲရုတ်တရက်ဆိုသလိုသူတို့ဟာကျဲလောင်တဲ့မန်ပီတန်ကြီးတစ်ခုကိုကြားလိုက်ရပြီးကြီးမားတဲ့ဝဝဝင်ကြီးတစ်ကောင်သူတို့စီချင်းကပ်လာနေတာကိုလည်းတွေ့မိလိုက်ရပါတော့တယ်။တကယ်ချင်းနှစ်ယောက်စလုံးအရန်ကိုထိတ်လန့်ကြောက်လွန်သွားကြတာပေါ့။ဒါကြောင့်မဲရွန်ဟာချက်ချင်းပဲဂျွန်ကိုထားရစ်ကအနီးနားကတစ်ပင်တစ်ပင်မော်ကိုပြေးတက်သွားခဲ့ပါရီ။ဂျွန်ကတော့တစ်ပင်ဘလို့တက်ရမှန်းမသိခဲ့ပါဘူး။သူကရွန်ကိုလှမ်းပေးလိုက်ပါရီ။တကယ်ချင်းငါ့ကိုတစ်ပင်မော်တက်လို့ရအောင်ကူညီပေးပါဦး။ဟိုကငါ့ကိုစားတော့ပဲအဲ့ဒီကရွန်ကငါအောက်ကိုဆင်းမလာနိုင်ဘူးဝုံကရောက်လာတော့ပဲပြီးတော့ဒီအပေါ်မှာလည်းနေစရာမရှိတော့ဘူးမင်းပုံးမို့နေရာတစ်ခုသွားရှာလိုက်တော့ရွန်ဟာဂျွန်းကိုအကူကြီးမပေးခဲ့ပါဘူးဒါပေမဲ့ဂျွန်းကငယ်လေးကလေးကငိန်ညံသွေးပြီးွားတဲ့ကောင်လေးတစ်ယောက်ဖြစ်ပါရီဝုံတွေကအသက်မဲ့တွေကိုမစားဘူးလို့ဆရာတယောက်ကပြောဘူးတာကိုသူကြားဘူးခဲ့ပါရီဒါကြောင့်မဲသူဟာချက်ချင်းဆိုလိုမြေကြီးပေါ်မှာအသက်မရှိပဲလဲချလိုက်ပြီးအသက်မရှိတော့တဲ့လူတစ်ယောက်လိုဟန်ဆောင်နေလိုက်ပါရီ။ဝေါင်ဟာမြေကြီးပေါ်မှာလဲလျောင်းနေတဲ့ဂျွန်နာကိုချင်းကပ်လာပြီးဂျွန်ရဲ့နေရက်တွေကိုအနက်ခံကြည့်ပြီးတဲ့နောက်ပြင်းရင်းစွာထွက်ခွာသွားခဲ့ပါရီ။ဘာဖြစ်လို့လဲဆိုတော့ဝေါင်နေဟာအသက်မရှိတော့တဲ့အရာတွေကိုမထီသေးတဲ့လိုပါပဲ။ဝေါင်ထွက်ခွာသွားပြီးတဲ့နောက်မှာတော့တင်ပင်ပေါ်ကတငယ်ချင်းကအောက်ကိုဆင်းလာပြီးသူ့တငယ်ချင်းဂျွန်ကိုမေးလိုက်ပါရီ။ဝေါင်ကမင်းနာရီကိုဘာရီတူတူတူလေးလာပြောသွားတာလေ။ဘုံကငါ့ကိုအနေရကြုံတဲ့အချိန်မှာဓာပြစ်ခဲ့တဲ့တငယ်ချင်းအယောင်ဆောင်ကိုမယုံကြည်ဖို့အကြံပေးသွားတာပဲဆိုပြီးတော့တငယ်ချင်းဒုက္ခရောက်နေချိန်မှာကိုလူယုံနေတဲ့ရွန်ကိုအလိမ္မာသုံးပြီးပြောလိုက်ပါတော့တယ်ပုံမြင်လေးကတော့ဒီမာရီအဆုံးသတ်သွားခဲ့ပါတယ်ခင်ဗျာနောက်တစ်တေးဆက်ပေးခြင်းတဲ့ပုံမြင်လေးကတော့မင်းသမီးလေးနဲ့နဂါးကြီးလို့အမည်ရတဲ့ပုံမြင်လေးပဲဖြစ်ပါရဲ့တခါတော့ကတိုင်းမီတစ်ခုကိုအစိုးရတဲ့ဘရင်ကြီးတို့ဇနီးမောင်နဲ့ဟာသားသမီးတစ်ယောက်ကိုအရန်ကိုလိုချင်တောင်းတခဲ့ကြပါရီ။ဒါနဲ့သူတို့ဟာစူတောင်းပြေးဝစီတဲ့ယူနီကွန်မြင်းကြီးကိုရှာဖွေဖို့မော်ဝန်တောအုပ်ကြီးတဲ့ကိုတွားရောက်ခဲ့ကြတာပေါ့။ဟိုးကြီးမြတ်တဲ့ယူနီကွန်ကျွန်တော်မျိုးတို့အရှိရဲ့ကောင်းကြီးကိုခံယူဖို့ရောက်လာခဲ့ကြတာပါ။ကျေးဇူးပြုပြီးတော့ကျွန်တော်မျိုးတို့လိုချင်တောင်းတနေတဲ့သမီးရတနာတစ်ပါးကိုဖြည့်ဆည်းပေးတော်မူပါ။ဘယင်ကြီးတို့ဇနီးမောင်နှံနှစ်ဦးရဲ့ဓာတ်တန်နဲ့ဆန္ဒကြောင့်ယူနီကွန်ဟာသူတို့ရဲ့စူတောင်းကိုဖြည့်ဆည်းပေးခဲ့ပြီးမကြာခင်မှာပဲတိုင်းပြည်ဟာသူတို့ရဲ့မင်းသမီးလေးကိုရရှိခဲ့ပါတော့တယ်။ဘီဘီယာနဲ့ဘယင်မင်းကြီးတို့ကတော့အတိုင်းမသိကိုဝမ်းသာပျော်ရွှင်နေကြတာပေါ့။နောက်တော့မင်းသမီးလေးကိုဝိုင်းဝန်းလန်းလို့အမိပေးလိုက်ကြပါတော့တယ်။မင်းသမီးလေးဟာအရွယ်ရောက်လာရင်ဒီနန်းစကန်မှုအတွက်မင်းသားတစ်ပါးလိုပဲစစ်တေတော်တယောက်ရဲ့ကျွမ်းကျင်မှုရဲ့အားလုံးကိုတင်ကြားခဲ့ရပါတယ်။မြေစီကြီးဓာတ်ကုတ်ကြီးမိမိကိုယ်ကာဝယ်နည်းနဲ့တခြားများစွာသောအတတ်ပညာတွေကိုတင်ကြားခဲ့ရတာပါ။တင်ကြားရတဲ့အတတ်ပညာတွေအကုန်လုံးကိုလည်းထူးထူးကြောင်ကြောင်စွာတက်မြောက်ပါတယ်။ဒီလိုနဲ့ဒီနေ့မှာတော့ဘယင်ကြီးရဲ့လိုအပ်တန်တမန်တယောက်ကသူတို့ရဲ့အိမ်ကြီးချင်းတိုင်းပြည်ဟာငြိမ်းချမ်းရေးစာချုပ်ကိုချိုးဖောက်ပြီးသူတို့တိုင်းပြည်ကိုတိုက်ခိုက်တော့မယ့်အကြောင်းသတင်းယူဆောင်လာခဲ့ပါတယ်။ဘယင်ကြီးဟာအသက်အရွယ်ကြီးပြင်းလာတာကြောင့်ကျန်းမာရေးမကောင်းဖြစ်နေတဲ့အပြင်တိုင်းပြည်ရဲ့စီးရင်အားကလည်းအတော်လေးကိုလဲပါနေတာမို့တိုင်းပြည်ကိုစိုးရိမ်ကြောင်ကြလာခဲ့ကြတာပေါ့။မင်းသမ
သမီးလေးဘွားဦးလက်ဟာမိဖုရားကြီးကဘယင်ကြီးကိုစကားပြောနေတာကိုကြားလိုက်ရပါတယ်။ကျမတို့တော်မီစီကနေအကူအညီတောင်းရမယ်။သူစစ်တပ်ရဲ့အကူအညီနဲ့ဆိုကျမတို့စစ်ပွဲကိုအနိုင်ယူနိုင်မှာပါ။ငါတို့မျိုးလေးချက်မမြင်ဘူး။ငါတို့ရန်သူစစ်တပ်ကတော်တော်လေးကိုအားကောင်းတယ်။ဒေါ်ဘင်ရဲ့စစ်တပ်တော်ငါတို့ကိုကူညီနိုင်တော့မှာမဟုတ်ဘူး။ကျမတို့အ ਨੇ ဆုံးတော့စူးစမ်းကြည့်တင်ပါတယ်။မင်းပြောတာမှန်တယ်မိဖုရားငါမနဲ့ပြန်မနဲ့ထွက်ခွာမယ်။ဒါပေမဲ့ခမဲတော်ရဲ့ကျမ်းမာကြီးကမကောင်းသေးဘူးလေ။သမီးတော်သွားပြီးစစ်တပ်ကိုခေါ်ဆောင်လာခဲ့ပါမယ်။ရဲစံတရီနဲ့ပြည်သူနဲ့မင်းသမီးကိုဘီရင်ကြီးကလည်းခွင့်ပြုလိုက်တာကြောင့်မင်းသမီးဟာသူမမိဘနှစ်ပါးကိုစောင့်ရှောက်ဖို့စစ်သူကြီးတယောက်ကိုတာဝန်ပေးခဲ့ပြီးတော့ထွက်ခွာလာခဲ့လိုက်ပါတယ်။ဒါနဲ့မင်းသမီးဟာသူမရဲ့ဓာတ်နဲ့ဒိုင်းကိုကန်ဆောင်သူမရဲ့မြေမော်ကိုတက်ထိုင်ပြီးခရီးထွက်ခွာခဲ့တာပေါ့။လန်ကီမှာသူမဟာရွာတရာမှာခိတအနာယူခဲ့ပါတယ်။အဲဒီရွာကရွာသားတယောက်ကတောင်ရဲ့တောင်မချမ်းကိုသွားလို့မရဘူး။တောင်ပေါ်ကဂူတကူထဲမှာမိနဂါတကောင်နေထိုင်နေသူ့ကူထဲကိုဖျက်ဖို့ကြိုးစားရင်သူကအသင့်ကိုဝါးမျိုးပြလိမ့်မယ်။အဲဒီနေရာမှာအဝုံမဲရှိတယ်အထွက်ဆိုတာမရှိဘူး။ဒါပေမဲ့ရဲစွမ်းတတိနဲ့ပြည်သူနဲ့မင်းသမီးလေးကတော့ငကားရှိရာတောင်ကိုဖျက်ကျော်ပြီးဒေါ်ဘင်းရဲ့ဒိုင်းမီစီကိုမဖြစ်ပြအောင်သွားဖို့စုံပြက်ချက်ချလိုက်ပါတယ်။ဂုံတီရှိငကားမေကျမအသင့်တစ်ပတ်ပန်းနေယူဆောင်လာခဲ့ပါတယ်။ဒီညအသင်းရဲ့ကိုရဲမှာတဲကိုကွန်ပြူပြီးမနေ့ပြန်ကျမရဲ့ခရီးကိုဆက်လက်ထွက်ခွာခွင့်ပေးနိုင်မလား။ဘာလို့လဲဆိုတော့ကျမရဲ့ဒိုင်းမီကိုကယ်တင်ရမှာမို့လို့ပါ။မဟုတ်ရင်ကျမရဲ့ဒိုင်းမီကရက်ဆက်တဲ့သူတွေရဲ့လက်ထဲကိုရောက်သွားလိမ့်မယ်။ငကားဟာသူ့ကောင်းကိုငုံကြည့်ပြီးပန်းစည်းကိုရှူရှိုက်လိုက်ပါတယ်။သူမဒီလက်ဆောင်ကြောင့်အလွန်စိတ်လို့ရှားသွားပြီးမင်းသမီးလေးကိုပြုံးပြလိုက်ပါတယ်။ငါနာမည်ကဖီယိုနာပါ။မင်းကငါ့ကိုပထမဆုံးလက်ဆောင်ပေးဖို့တဲ့သူပဲ။ကျေးဇူးတင်ပါတယ်။အခုငါရဲ့ဧည့်သည်အဖြစ်နေထိုင်ပါ။ညခါမှာတော့မင်းသမီးလေးဟာငကားကိုသူမရဲ့ဇက်ကြောင်းတွေကိုပြောပြတာပေါ့။နောက်နေ့မနက်မှာတော့ဂူထဲကနေထွက်ခွာခဲ့ပြီးငကားကို2ရက်အကြာမှပြန်လာခဲ့ပါမယ်လို့ကတိပေးခဲ့ပါတယ်။ဒီလိုနဲ့ခရီးနီဒေါ်မီယန်စီကိုရောက်ရှိသွားခဲ့ပေမဲ့ဂုံတင်ရှိတွံပြီးကျမတို့တိုင်းပြည်အနေအကျအောင်တည်ပါတယ်။ကျမတို့အရှင်ရစစ်တပ်ကိုလိုအပ်ပါတယ်။ကျမတို့ကိုအကူအညီပေးပါ။တကယ်တော့ဒေါ်မီယန်ဟာမင်းသမီးလေးရဲ့ဦးလေးတော်ဆက်သူဖြစ်ပါတယ်။တုံးရလိုက်တဲ့ကောင်မလေးမင်းတို့တိုင်းပြည်ကိုတိုက်ခိုက်မဲ့အထက်မှာငါစစ်တပ်လည်းပါတယ်။အခုမင်းတို့တိုင်းပြည်ပြိုလဲပြက်သေးတာကိုမင်းဒီအတိုင်းထိုင်ကြည့်နေရတော့မှာဒေါ်မီယန်ဟာသူမကိုဗန်းစီပြီးမျောစင်တကူထဲမှာထားလိုက်ပါတယ်။ကျမအသင်းကိုမယုံကြည်သေးခဲ့ဘူး။ကျမကိုအပြင်ထုတ်ပေးပါ။ကျမအပြင်ထွက်လာတဲ့နေ့ကျရင်အသင်းဒီကိစ္စအတွက်နှောင်တရစီရမယ်လို့ကတိပြုတယ်။သူတို့ရဲ့အပြန်လန်အခြေတင်ပြောဆိုနေတော့2ရက်ကြာတာတောင်မင်းသမီးလေးပြန်မလာတာကြောင့်စိုးရိမ်ကြီးလိုက်လာတဲ့ဖီယိုနာရောက်လာခဲ့ပါတယ်။အကြောင်းစုံကိုသိလိုက်ရတဲ့ဖီယိုနာဟာဒေါသတကြီးနဲ့စတင်တိုက်ခိုက်တာပေါ့။ဖီယိုနာဟာအလွန်အစွမ်းထက်လွန်းတာကြောင့်ဒေါ်မင်းရဲ့စစ်တပ်ဟာအချိန်တိုလေးအတွင်းမှာပဲမင်းသမီးလေးကိုဒူးထောက်အရှုံးပေးလိုက်ရပါတော့တယ်။မင်းသမီးလေးဟာသူ့ဤတော့ဒေါ်မင်းကိုအချင်းချပြီးစစ်တပ်ကိုခေါ်ဆောင်ကသူတို့တိုင်းပြည်ကိုပြန်ဖို့ပြင်ဆင်ပါတယ်။ဖီယိုနာနဲ့စစ်ကူတပ်ရဲ့အကူအညီကြောင့်သူမဟာရန်သူတွေကိုချိန်မိုးနိုင်ခဲ့ပြီးတိုင်းပြည်ဘရင်မိဖုရားနဲ့စစ်သူကြီးတို့ကိုကယ်တင်နိုင်ခဲ့ပါတော့တယ်။ကိစ္စတွေအားလုံးပြီးသီးသွားတော့မှဘရင်ကြီးကမင်းသမီးလေးကိုသူတို့ရဲ့လူတွေအားလုံးထွက်ပြေးသွားခဲ့ကြပြီမဲ့စစ်သူကြီးတယောက်တည်းသာတိုက်ခိုက်ဖို့ကြံရစ်ခဲ့တာဖြစ်ပြီးအဖမ်းခံခဲ့ရတာဖြစ်ကြောင်းပြောပြတာပေါ့။ဒါကိုကြားတော့မင်းသမီးလေးကလည်းတစ္ဆာရှင်စစ်သူကြီးကိုအတော်လေးသဘောကျသွားကအလိုရှိအားစုတစ်ခုတောင်းဖို့ကွန်ပျူလိုက်ပါတော့တယ်။အရှင်မင်းကြီးကျွန်တော်မျိုးရဲ့စွမ်းဆောင်မှုကဘာမှမပြောပါကြောင်းပါမင်းသမီးလေးကသာဒီတိုင်းပြည်တစ်ခုလုံးနဲ့ကျွန်တော်မျိုးတို့ကိုကယ်တင်ခဲ့တာပါဗျာကျွန်တော်မျိုးသူမကိုကြီးညိုလေးစားပြီးသူမရဲ့ရဲစွမ်းတက်တီကိုလည်းအားကြမိပါတယ်အကယ်၍သူမလာသဘောတူမဲ့ဆိုကျွန်တော်မျိုးမင်းသမီးလေးနဲ့လက်ထပ်ချင်ပါတယ်ဗျာကဲသမီးတော်ဘလို့သဘောရသလဲဂရီးသစ္စာတီးကြည့်ပြီးအသက်ကိုဗဒနာမထားပဲမိဘတွေကိုကယ်တင်ပေးခဲ့တဲ့စစ်သူကြီးကိုမင်းသမီးလေးကလည်းသဘောကျတာကြောင့်ချက်ချင်းပဲသဘောတူကြောင်းပြန်ပြေးလိုက်ပါတော့တယ်ဒီလိုနဲ့ပီတာနဲ့ဘွားအောင်လက်တို့ဟာလက်ထက်ဒိမ်းများခဲ့ကြပြီးထာဝရပျော်ရွှင်စွာနေထိုင်သွားကြပါတော့တယ်နဂါကြီးဖီယိုနာကတော့သူမကူစီကိုပြန်သွားခဲ့ပြီးဘသူ့ကိုမှအနေထက်မပြူတော့ပါဘူးသူမဂူပတ်လည်မှာပန်းတွေကိုစိုက်ပျိုးပြီးသူမရဲ့ကလေးငယ်တွေနဲ့ပဲအတူပျော်ရွှင်စွာနေထိုင်ရင်းအချိန်ကုန်ဆုံးပါတော့တယ်ပုံမြေလေးကတော့
ဒီမှာရင်အဆုံးသတ်သွားခဲ့ပါရခင်ဗျာပထမဆုံးတင်ဆက်ပေးခြင်းတဲ့ပုံမြင်လေးကတော့ဘဲရုပ်ဆိုးလေးလို့အမည်ရတဲ့ပုံမြင်လေးပဲဖြစ်ပါရီတခါတော့ကနွေရာသီရဲ့တာယာတဲ့နေလေကင်းတစ်ခုမှာဘဲမကြီးတစ်ကောင်ဟာသူ့ဦးတွေကိုဥဖို့အတော်လေးအဆင်ပြေတဲ့နေရာတစ်ခုကိုတွေ့ရှိခဲ့ပါရီဒါနဲ့သူမဟာဦးငါးလုံးကိုဥချခဲ့ပြီးဥရီတဲ့ကတစ်လုံးဟာတခြားဥရီနဲ့မတူပဲကွဲပြားနေတာကိုလည်းသတိပြုမိလိုက်ပါရီသားသမီးတို့အနှဲငယ်ဆိုရင်သွားတာကြောင့်ဥရီမပွားဖွားလာခင်အထိဂယုတစိုက်စောင့်ကြည့်နေခဲ့ရတာပေါ့ဒီလိုနဲ့တာယာတဲ့မနက်ကင်းတစ်ခုမှာတော့ဥရီဟာတစ်လုံးပြီးတစ်လုံးစတင်ကွဲအပ်လာခဲ့ပါရီဥရီအားလုံးဟာအသက်ဝင်လာခဲ့ပြီးဘဲလေးတွေဟာလောကကြီးတဲ့ကိုသူတို့ရဲ့ခေါင်းလေးတွေနဲ့ထိုးထွက်ကြည့်ကြပါတော့တယ်ဒါပေမဲ့တခြားဥရီနဲ့မတူတဲ့ဥလေးကတော့အဲ့ဒီအချိန်ထိကိုတုတ်တုတ်မှမလုံသေးပါဘူးဒါကြောင့်ဘဲမကြီးဟာအတော်လေးကိုစိုးရိမ်သွားတာပေါ့ဒီနောက်ဆုံးဥကအချိန်ရမ်းကြာနေတာပဲသူမဟာဥပေါ်မှာထိုင်ပြီးပေးစွမ်းနိုင်သမျှနှွေးထွေးမှုတွေအားလုံးကိုပြီးခဲ့ပါရီဒီလိုနဲ့ဥအကွဲလာတဲ့အခါမှာတော့အယုတ်ဆိုးတဲ့ဘဲလေးတစ်ကောင်ထွက်လာခဲ့ပါရီဒီဘဲလေးဟာသူ့ရဲ့တခြားမောင်နှမတွေနဲ့ကွဲပြားနေခဲ့တာပါသူကအရန်ကြီးပြီးတော့အတော်လေးကိုယုံဆိုးနေပါရီဘဲမကြီးဟာသူ့ကိုမြင်ပြီးအံလဲအံ့ဩသလိုအရန်လဲဝမ်းနေသွားခဲ့တာပေါ့တနေ့မှာတော့သူလဲသူ့မောင်နှမတွေလိုဖြစ်လာလိမ့်မယ်လို့မျှော်လင့်နေခဲ့ပါရီရက်တွေအလီလီကြာညောသွားခဲ့ပေမဲ့ဘဲလေးကတော့ရုပ်ဆိုးမြဲရုပ်ဆိုးစေပါပဲဒါကြောင့်သူ့ရဲ့အကိုမောင်နှမတွေအားလုံးကဘဲလေးကိုလှောင်ပြောင်ကြပြီးသူနဲ့အတူမကစားပဲပြစ်ပယ်ထားကြတာပေါ့မြေသမျှလူတိုင်းကလည်းလှောင်ပြောင်ကြတာကြောင့်စိတ်မကောင်းဖြစ်မိတဲ့ဘဲရုပ်ဆိုးလေးဟာရေကန်စီကိုသွားပြီးရေကန်ထဲကသူ့ရဲ့ပုံရိပ်ကိုပြန်ကြည့်လိုက်ပါရီငါ့ကိုဘယ်သူမှမကြိုက်ကြဘူးငါကတိတ်အယုတ်ဆိုးတာပဲဒါကြောင့်မဲ့ဘဲလေးဟာသူ့မိသားစုကိုစွန့်ခွာပြီးတောအုပ်ထဲကနှက်ဆိုင်တဲ့တဏီယာယာကိုသွားဖို့ဆုံးဖြတ်လိုက်ပါရီဘဲလေးဟာတောနဲ့ကြီးထဲမှာတယောက်တည်းလှည့်လေသွားလာနေခဲ့ပါရီမကြခင်ဆောင်းရာသီရောက်လာတဲ့အခါမှာတော့ပတ်ဝန်းကျင်တစ်ခုလုံးနှင်းနေနဲ့ဖုန်လန်းသွားခဲ့ပါရီဘဲလေးဟာအေးတံကြောင့်ဒုံရင်နေခဲ့ပြီးမဲ့စားစရာအစားစာဒါမှမဟုတ်နှွေးထွေးတဲ့နေရာတစ်ခုကိုရှာမတွေ့ခဲ့ပါဘူးဒါနဲ့သူဟာဘဲမိသားစုတစုစီကိုသွားခဲ့ပါရီဒါပေမဲ့ရုပ်ဆိုးတဲ့သူဟာအငင်းပဲခံခဲ့ရတာပေါ့ကျမရီအိမ်မှာသွားနေဖို့လုပ်ပြန်တော့လေအဲ့ဒီကျမရီကနှုတ်သီးနဲ့ဝိုင်းထိုးစိတ်ကြတာကြောင့်ထွက်ပြေးခဲ့ရပြန်ပါရီလမ်းမှာခွေးတစ်ကောင်နဲ့တွေ့ခဲ့ပါရီခွေးကသူ့ကိုမြင်ပြီးထွက်ပြေးသွားပြန်ပါရီဘေးရုပ်ဆိုးလေးဟာသူ့စိတ်ထဲမှာတွေးမိလိုက်ပါရီငါအရင်ရုပ်ဆိုးလို့ခွေးကတော့ငါ့ကိုမစားချင်ဘူးဒီနဲ့ဆိုပြီးတော့တွေးဝမ်းနေစွာနဲ့တောအုပ်ထဲမှာနောက်တစ်ချိန်လှည့်လည်သွားလာပြန်ပါရီအဲ့ဒီမှာသူ့ကိုအိမ်ကိုခေါ်သွားမယ်တောင်သူလယ်သမားတစ်ယောက်နဲ့တွေ့ခဲ့ပါရီသူ့ရဲ့ဇနီးနဲ့ကလေးတွေစီကိုပေါ့ဒါပေမဲ့သူဟာလယ်သမားကြီးရဲ့အိမ်မှာနေထိုင်တဲ့ကျောင်းတကောင်ရဲ့နှောက်ယှက်မှုကိုခံခဲ့ရပြန်ပါရီဒါနဲ့သူဟာတောင်သူလယ်သမားရဲ့အိမ်ကနေထွက်ခွာလာခဲ့ပါရီမကြခင်ຫນွေဦးရာသီကိုရောက်လာခဲ့ပါပြီအရာအလုံးဟာနောက်တစ်ချိန်လန်းဆန်းစိမ့်ဆူနေခဲ့ပြန်ပါရီလမ်းလျှောက်ရင်းနဲ့သူဟာမြေတစင်းကိုတွေ့လိုက်ရပါရီရေကိုပြန်တွေ့ရလို့သူအယမ်းပျော်သွားခဲ့ပါရီသူဟာမြေအနီးကိုချင်းကပ်သွားခဲ့ပြီးအဲ့ဒီမှာလှပတဲ့ငန်းတစ်ကောင်ရေကူးနေတာကိုတွေ့လိုက်ရပါရီသူဟာငန်းမာလေးကိုမြင်မြင်ချင်းချစ်ကြိုက်မိသွားတာပေါ့ဘဲလေးကသူ့ကိုသူရှက်ယွံပြီးခေါင်းကိုငုံချလိုက်ပါရီသူခေါင်းငုံလိုက်တဲ့အခါမှာတော့ရေထဲကသူ့ရဲ့ပိုးရိပ်ကိုမြင်ပြီးတော့အံ့ဩမေတ္တာသွားခဲ့တာပေါ့ဘာကြောင့်လဲဆိုတော့သူဟာအဲ့ဒီငန်းမာလေးနဲ့ပုံစံရှင်းတူနေတာကိုတည်သွားခဲ့လို့ပါပဲအခုတော့သူဟာသူ့မောင်နှမတွေနဲ့ဘာလို့ပုံစံကွဲပြားနေကြလဲဆိုတာကိုသိရှိသွားခဲ့ပါပြီ။ဘာကြောင့်လဲဆိုတော့သူဟာလှပတဲ့ငန်းတစ်ကောင်ဖြစ်ပြီးသူတို့ဟာဘဲတွေဖြစ်နေလို့ပါပဲ။နောက်ဆုံးမှာတော့အများစုကဝိုင်းဝန်းလောင်ပြောင်ခံခဲ့ရတဲ့ဘဲလီဟာသူနဲ့သက်ဆိုင်တဲ့ရုံဝန်းမှာတော့ချီရတဲ့ငန်းမလေးနဲ့အတူအသက်ထက်ဆုံးပျော်ရွှင်စွာနေထိုင်သွားခဲ့ပါတော့တယ်။ပုံမြင်လေးကတော့ဒီမာရီအဆုံးသတ်သွားခဲ့ပါရီခင်ဗျာ။နောက်ဆုံးတင်ဆက်ပေးဖို့အလဲကျလာတဲ့ပုံမြင်လေးကတော့အေးမြနဲ့ဝဝွန်မိသားစုလို့အမည်ရတဲ့ပုံမြင်လေးပဲဖြစ်ပါရီတကားတော့ကတောအုပ်ကြီးတွေကတဲအိမ်လေးတစ်လုံးမှာဖေဖေဝဝွန်မေမေဝဝွန်နဲ့သားသားဝဝွန်တို့နေထိုင်ခဲ့ကြပါရီသူတို့ချီယာတောအုပ်နဲ့မနီမွေးလောက်မှာတော့အေးမြဆိုတဲ့မိန်းကလေးတစ်ယောက်လဲသူမမိသားစုနဲ့အတူနေထိုင်ခဲ့တာပါတနေ့မနက်မှာတော့အေးမြဟာစော်ကစားရင်းနဲ့တောအုပ်ထဲကိုဝင်ရောက်သွားမိခဲ့ပါရီ
အဲ့ဒီမနက်မှာပဲဝက်ဝင်မိသားစုဟာမနက်စာအတွက်ယာကူဟင်းကိုချက်ပြုတ်နေခဲ့ကြတာပါယာကူကအရန်ပူနေတာကြောင့်သူတို့ဟာတောအုပ်ထဲမှာလက်လျှောက်ထွက်ပြီးပြန်လာမှစားဖို့လုပ်ခဲ့ကြတာပေါ့တောအုပ်ထဲမှာလက်လျှောက်နေရင်အေးမြဟာတကားအကြီးကြီးနဲ့အိမ်တစ်လုံးကိုတွေ့ရှိခဲ့ပါရီကလေးရွယ်သူမဟာတအားကိုဆက်စုကြည့်ရှာတာပေါ့ဒါနဲ့ရှေ့ကိုတိုးသွားပြီးတကားကိုကောက်လိုက်ပါရီဟယ်လိုအထဲမှာဘယ်သူရှိပါသလဲဆိုပြီးတော့မေးလိုက်ပြီးမဲ့ဘယ်သူမှပြန်မပြေတာကြောင့်သူမဟာတကားကနေပဲတန်တန်မတ်မတ်ဝင်သွားခဲ့ပါရီအိမ်ထဲမှာတော့ဇပွဲတစ်လုံးကိုတွေးလိုက်ရပြီးအဲ့ဒီဇပွဲပေါ်မှာယာကုပကံ၃လုံးရှိနေခဲ့ပါရီဘိုက်စာနေတဲ့အေးမြဟာအလွန်မွေးကြိုင်လွန်းတဲ့ယာကုတွေကိုတွေးတော့ဇားသုံးကြီးဖို့ဆုံးဖြတ်လိုက်ပါရီဒါပေမဲ့ပထမဆုံးယာကုပကံကိုစားကြည့်လိုက်ရမှာတော့အာဒီယာကုကအယမ်းပူတာပဲငါရှာရီတောင်ကျက်သွားပြီဒါနဲ့သူမဟာဒုတိယပကံကယာကုကိုပြီးစမ်းကြည့်ပြန်ပါရီဒီယာကုကကျတော့အေးဆက်နေတာပဲစားမကောင်းဘူးဒါနဲ့နောက်ဆုံးပကံကယာကုကိုပြီးစမ်းကြည့်လိုက်ပါရီဒီယာကုကတော့အနီတော်ပဲမနက်စာစားပြီးရဲ့နောက်မှာတော့အေးမြတယောက်နည်းနည်းမောပန်းလာသလိုခံစားလိုက်ရပါရီဒါနဲ့အေကန်းထဲကိုရှောက်သွားခဲ့ပြီးအဲ့ဒီမှာကလထိုင်၃ဝန်းကိုတွေ့ခဲ့ရပါရီဒါကြောင့်မဲသူမရဲ့ခြေထောက်တွေကိုအနားပေးဖို့ပထမဆုံးကလထိုင်ကုန်းမှာဝန်ထိုင်လိုက်ပါရီဒီကလထိုင်ကုန်းကအရန်ကြီးတာပဲဒါနဲ့သူမဟာဒုတိယကလထိုင်ကုန်းမှာဝန်ထိုင်လိုက်ပြန်ပါရီဒီကလထိုင်ကုန်းကလည်းအရန်ကြီးပြန်တာပဲဒါနဲ့သူမဟာနောက်ဆုံးနဲ့အသေးဆုံးကလထိုင်ကုန်းကိုစမ်းထိုင်ကြည့်လိုက်ပါရီဒီကလထိုင်ကုန်းကတော့အနီတော်ပဲဒါပေမဲ့သူမကလထိုင်ကုန်းကိုထိုင်ချလိုက်တာနဲ့ကလထိုင်ဟာကျိုးကြည်သွားခဲ့ပါရီဒါကြောင့်မဲသူမဟာအပေါ်ထက်ကအိတ်ကန်းစီကိုသွားဖို့ဆုံးဖြတ်လိုက်တာပေါ့သူမဟာပထမဆုံးဂရင်းပေါ်မှာလဲလျောင်းလိုက်ပါရီဒါဟာငါတို့အရန်မာချိုးတာပဲပြီးတော့သူမဟာဒုတိယဂရင်းပေါ်မှာထပ်မံလဲလျောင်းလိုက်ပြန်ပါရီအိုးဒါကလည်းအရန်ကိုပျော်ပြောင်းနေတာပဲဒါနဲ့သူမဟာတတိယဂရင်းပေါ်မှာထပ်မံလဲလျောင်းပါရီဟာဒါကတော့အနီတော်ပဲသူမအိပ်ပျော်နေစဉ်မှာပဲဝုံဝင်မိသားစုအိမ်ပြန်ရောက်လာခဲ့ကြပါရီသူတွေပြောင်းလာကြတော့အေးမြစားပြီးကြံခဲ့တဲ့ယာကုပကံဒီအေးမြကြောင့်ဂျိုးကြီးသွားတဲ့ကလထိုင်ကုန်းကိုမြင်လိုက်ရပါတော့တယ်။ဒါဟာသူတို့တွေအိမ်မရှိတော့တယောက်ယောက်လာသွားတာပဲလို့ကောက်ချက်ချလိုက်တဲ့ဝုံဝင်မိသားစုဟာနောက်ွယ်ကလူကိုလိုက်ရှာကြပါတော့တယ်။သူတွေအပေါ်တဲ့အိတ်ခမ်းကိုရောက်သွားချိန်မှာတော့ဝုံဝန်သားငယ်လေးရဲ့ဂရင်ပေါ်မှာနှိမ့်နှိမ့်ချိုက်ချိုက်အိတ်ဆက်နေတဲ့အေးမြကိုတွေ့လိုက်ရပါတော့တယ်။ဝုံဝန်သုံးကောင်သူ့စီကိုသွားလိုက်တာနဲ့အေးမြဟာပြန်လို့လာခဲ့ပါတယ်။ဘီယာနဲ့ကြောက်လန့်တကြားခုန်ထားပြီးလှေကားကနေအောက်ကိုပြေးစဉ်တကားကိုဖွင့်ပြီးတောအုပ်ထဲကိုထွက်ပြေးသွားခဲ့ပါတယ်။အဲဒီအချိန်ကစပြီးအေးမြတယောက်တောအုပ်ထဲကိုနောက်တစ်ချိန်ကြီးမချရဲတော့ပဲသူများအိမ်ကိုလည်းဘဲတော့မှအဆက်မစုရဲတော့ပဲဖြစ်သွားခဲ့ပါတော့တယ်။ပုံမြင်လေးကတော့ဒီမာရင်အဆုံးသတ်သွားခဲ့ပါရယ်ခင်ဗျာ။